မေးတဲ့မေးကိုမမြင်ဘူးခင်ကလေးကဒီနာမည်ကလေးကိုဘလောက်များတရပါလဲပထမတော့နာမည်ကလေးဆန်းမှုခေါ်ကောင်းနဲ့ခေါ်မိတယ်နောက်တော့ယောက်ျားတစ်ယောက်ကိုပေါ့ကလေးသေးစေနိုင်သူမို့နောက်တော့ဘသူကိုမှမခဲရလျင်သူအမိသူပြန်ခဲသည့်ကြားနာလိုရက်ဆက်သူမို့ယခုမှမို့ကျွန်တော်သည်ပကြအကွက်နေသောတဲနှလုံးနှင့်မုံရီဝေးကွာခဲ့သည့်မိ၏အတိတ်ကအရေးတွေကိုလိုက်လံဖမ်းယူကမီးဟုမောဟိုက်တန်းရှာမိပါသည်လေးညကလေးကိုအိမ်မက်တယ်လေကားတစ်တွေကအိုးအရှိကြီးပဲတဲ့လေးရဲ့ကွကောက်နဲ့မဆုံးနိုင်ဘူးနေ့လားညလားမသိဘူးမှောင်တော့ခက်မောင်ပါလေးနဲ့မီလေကားတစ်ထစ်ပြီးတစ်ထစ်ဆင်းကြပါရောတဲ့အိမ်မက်ထဲမှာလေးကကြောက်လို့တယ်လေတဆန်းနဲ့တွန်းဆိုးလုံးနေတာမို့မီကလာပါလေးရဲ့လာပါလို့ခေါ်ပြီးအတင်းဆွဲရတဲ့လေးကမိလမောင်းကိုမိကန်ပြီးလိုက်လာလို့မီကလမ်းပြလိုဖြစ်နေတာပေါ့အောက်ဆုံးသုံးလေးတစ်ထဲကျန်လို့မီတို့နေရာငုံအကြည့်လိုက်မောင်ကြီးမတကယ်အမောင်ကြီးပဲနှက်လိုက်တာလဲလုံးရောအဲ့ဒီထဲကျသွားရင်ဘယ်မှမရောက်နိုင်တော့ပဲမောင်ထဲမှာပဲပတ်ချက်လင်းနေရမယ်တဲ့အိမ်မက်ဆိုတာဒီလိုပဲနော်အိမ်မက်ထဲမှာပြမဲ့သူမရှိပေမဲ့အလိုသိနေတာပဲနောက်တော့ဘာဖြစ်လို့ရမသိပါဘူးမီတို့နှစ်ယောက်မောင်ကြီးကိုမေ့ပြီးလေကားရဲ့ညာဘက်ထောက်မှာကတ်လို့တယောက်နဲ့တယောက်မိထိုင်နေကြတယ်တဲ့ဆွနဲ့မိုးဖွားလေးတွေကတဖြောက်ကြလို့ပေါ့မီတို့နှစ်ယောက်မျက်နှာမှာမိုးရီလားမျက်ရည်လားတခုခုပဲရွှဲလို့တယ်လေးရဲ့အိုးမျက်ရည်ပဲဖြစ်ရမှာပေါ့နော်မီတို့နှစ်ယောက်ငိမ့်ထိုင်ပြီးစကားမပြောပါမဲ့ပြောနေလိုက်ကြတာတညာလုံးပဲထင်ပါရဲ့မီလက်နိုးလာတော့အဲ့ဒီထိုင်တော့တဝက်တစ်ပြက်ပဲရှိသေးတယ်ကဲဒါဟာအိမ်မက်တဲ့မိကတော့နမိတ်ပဲထင်တာပဲမောင်အိမ်မက်ကမဆုံးသေးခင်နိုးလာလို့ပေါ့ဆုံးအောင်တော့မဲရမဲဟာဆိုရင်မောင်ကြီးတဲ့နှစ်ယောက်သားလိမ့်ကြလိမ့်မယ်နဲ့တူတယ်လေးကြီးတိတ်ဆင်တဲ့အိမ်မက်ပဲနော်လေးရဲ့မိကတော့သွားရမယ်လို့ပဲမကောင်းတာမသိတာမတော်တာတွေမှန်သမျှလောက်ခဲ့ပြီးလို့တက်တန်းမစိခင်စောစီသေးရမှာဟာမိလမ်းမယ်အမှန်တော့မိဟာလေးကိုအိမ်မက်ထဲကအတိုင်းပဲအတင်းဆွဲခေါ်ပြီးဒုက္ခတွေတွေ့စေတာပဲလေးနဲ့မိစတွေ့ကြတဲ့ကမိဟာတခါမှကောင်းကျိုးမပေးခဲ့သေးဘူးနော်လေးဟာမိအပြစ်တွေအတွက်မိကိုတေးချာမုန်းလိုက်ဖို့ကောင်းတယ်လေးခုလိုမိစီကထွက်ပြေးလို့တော့မိတန်ကလွတ်မယ်ထင်သလားလေးဟာမိကိုမုန်းပြီးမေးလိုက်မှအေးမာလေးဟာခုလိုမိအတွက်စိတ်ညစ်ပြီးထင်ရတွေလုံနေဖို့မကောင်းပါဘူးမိကိုလေကားရဲ့မောင်ဆက်မှာပစ်ထားပြီးအပေါ်သာပြန်သက်ပြေးပါတော့ကွယ်အပေါ်မှာပျော်စရာတွေရှိတယ်တဲ့မိဒုက္ခတွေကိုမိအပြစ်တွေကိုမဆိုင်မဲနဲ့ဝေမခံချင်ပါနဲ့တော့မိလည်းနေပါပြီပြန်မြင်နေသေးတယ်လေးရဲ့ရှေ့ကလည်းမောင်ကြီးလေကားတက်ကလည်း3 လေးတစ်ပဲကျန်တော့တယ်မောင်ကြောက်ပြီးတော့လွဲဖယ်သွားစရာလည်းမရှိဘူးမိကတော့အပေါ်မှာဘာတွေရှိကြည့်ပြန်သက်မပြေးချင်တော့ပါဘူးဒီမောင်စီကိုပဲကြာရအောင်တမင်ဆင်းခဲ့ရတာမဟုတ်လားမိကတော့နီးပါပြီဆိုညကချောင်းဆိုးတယ်လေတွေးတော်ပါတယ်ဘေးကလူတွေတောင်လန့်ကုန်တယ်လေမိမကြဘူးမလို့တိုးပြောကြသေးတယ်သွေးတွေကလည်းများလိုက်တာချစ်နေတာပဲတဲ့မနေပါဘူးအဟုတ်ကိုမနေပါဘူးမဲနေတာပဲမဲလုံးလို့မောင်းနေတာမြင်သားနဲ့ခုတော့မိရှိမှာမောင်ကြီးပဲပေါ့ဘာကိုကြည့်အမဲကြီးမြင်တာပဲလေဒီစာကိုဖတ်ပြီးမဟုတ်နဲ့အောင်နော်လေးဟာကလေးပဲရှိသေးတယ်ငိုစားရှိတန်းငိုပဲစင်စစ်တော့ငိုစရာမဟုတ်ပါဘူးဒါဟာရေစရာကြီးပါမောင်ရေစရာကြီးပါမီးတော့ရေတာပဲလေးရဲ့မီဒီကစပြီးမိကိုကျွန်တော်သိပေသည်မိသည်ယောက်ျားတစ်ယောက်ကိုဘလို့သိသိရမည်ဆိုတာကိုသိပေသည်ခုကြည့်ပါမောင်ကိုလေးသည်မိမသလိုသာမငိုနိုင်အောင်ကိုစိတ်ထိခိုက်နေပေသည်ကျွန်တော်လက်သွင်းကသူ့မိဤစာကလေးကိုငေးမော့တွေဆိုင်ပြီးနေ၏ကျွန်တော်ကိုမကြည့်ပဲမိသေးရင်ကျွန်တော်မနေဘူးဟုမိုင်မဲစွာပြော၏မောင်ကိုလေးသည်ဒီလောက်မိုင်မဲရအောင်ပဲငယ်သေးသည်သူ့မှာလူငယ်တို့၏အည်ချင်းဖြစ်သည့်ယုံလွယ်သောစိတ်မယူရဲစိတ်မြန်လွန်းသောစိတ်ရှိသည်သို့သောစစ်ထဲဝင်နိုင်လောက်အောင်စွန့်စားခြင်းမှလည်းဝါသနာမပါ
နိုင်ငံကိုလည်းမချစ်လာတော့ကြောင့်သူစစ်သားဖြစ်နေသည်ကိုကျွန်တော်နားမလည်ပေနောက်ဆုံး၌လူငယ်ပီပီအချစ်ကိစ္စဖြင့်စိတ်ခံမသိဖြစ်ကကျွန်တော်တို့တပ်ထဲရောက်လာမှန်းသိရလေ၏မောင်ကိုလေးသည်မိကိုအသက်ငယ်ငယ်ကောင်ကလေးများချစ်တတ်သည့်ဂမိုးရှူတို့စိတ်ဖြင့်ပြင်းထန်စွာချစ်မိပါသည်မိကတော့မိသဘောကိုကျွန်တော်နားမလည်ပါဘူးတခါမိဟာကျွန်တော်ကိုတိတ်ချစ်တယ်လို့ထင်တယ်တခါတော့တိတ်မုန်းနေတယ်မောင်ကိုလေးဤစကားမိဟာလာတယ်ဒါပေမဲ့ဓာတ်ထက်ဖိုးတာတစ်ခုရှိတယ်ဘာလဲတော့မသိဘူးရှင်းပြောရရင်မိမှာကျွန်တော်ကိုယူစေတဲ့အရာတစ်ခုရှိတယ်မိစပင်ကအညူရောင်ကလေးမျက်လုံးကမိခိုးရောင်လိုပဲအသားကဖြူပြီးဖြော့တယ်ကိုနေကလည်းခပ်ဖဖမို့တိတ်နွယ်တယ်မိဟာမြန်မာနယ်လည်းတိတ်မတူဘူးသူလှပုံကတစ်မျိုးပဲနမီပေးရမည်ဆိုရင်မိအလားဟာဖြော့တော့တဲ့အလားမောင်ကိုလေးသည်မိကိုတွေ့သည့်အသွေးများမှာမူးမေရင်ကျွန်တော်အားမိနဲ့မတွေ့ဘူးခင်ကတည်းကမိတ်ဆက်ပေ၏မိဟာကျွန်တော်မကြိုက်တဲ့အလုပ်တွေကိုတိတ်လုပ်တယ်ဘသူကမှလည်းမမှုဘူးပြီးတော့ကျွန်တော်ကိုသူ့ချစ်စရာအပြုမှုလေးတွေနဲ့စိတ်ပြေအောင်လုပ်တယ်မိဟာကျွန်တော်ကိုယူခိုင်းတဲ့အခါတွေအများကြီးရှိတာပဲအမြဲလိုပါပဲလေဒါပေမဲ့ကျွန်တော်နာကိုတိတ်ကလေးရောက်တဲ့အခါမှဆိုရင်အိုးကျွန်တော်ကစပွဲတစ်ခုမှလက်ထောက်ရင်ထိုင်နေဆိုပါစို့ပထမဆုံး Evening Imperial အနံကလေးရမယ်ပြီးရင်ပခုံးမော်ကိုအေးဆက်ပြုတ်တော့လက်ကလေးကျလာမယ်ပြီးတော့မျက်နှာကလေးတစ်ချမ်းဟာကျွန်တော်ဘားပြန်နာကိုကတ်လာမယ်ကျွန်တော်ရင်ထဲမှာတတိတ်ပဲခက်တွန်းနဲ့ပဲသူ့လက်ကလေးတွေကိုစုပ်လိုက်တယ်လက်ကလေးတွေဟာတိတ်ပျော်ပြီးတိတ်သွဲတာပဲစင်စွဲလိုပဲချောပြီးဖြူးနေတယ်အဲ့ဒါဟာကျွန်တော်အယူဆုံးအချိန်ပဲမိမှာကျွန်တော်မသိအောင်နောက်ကလာပြီးချော့တဲ့အကျင့်လေးရှိတယ်ကျွန်တော်လည်းစိတ်ဝင်စားကဒါနဲ့မင်းကဘာဖြစ်လို့စစ်ထဲဝင်ရတာလဲဟိုမီလီသူကမตายရသောအပြုံးကိုအရင်ပြုံး၏ကျွန်တော်ဒီအကြောင်းကိုမတွေးချင်ပါဘူးဒါပေမဲ့အမြဲတွေးတယ်ပြီးတော့ငိုတယ်မရှက်ပါဘူးကျွန်တော်မိအတွက်ခဏပဲငိုတယ်ကျွန်တော်နဲ့မိကိုတွေ့တဲ့သူဟာတိတ်ချစ်တဲ့သူနှစ်ယောက်လို့ထင်လိုက်မယ်ကျွန်တော်ဘက်ကတော့ဟုတ်တာပေါ့မိကတော့ကျွန်တော်ပြောခဲ့ပြီးပြီမဟုတ်လားမိဟာကျွန်တော်ကိုတိတ်ချစ်တယ်လို့တခါထင်တယ်တခါတော့လဲတိတ်မုန်းတယ်လို့ထင်တယ်ဆိုတာမိဟာကျွန်တော်နဲ့တွားချင်ရတွားနေတာပဲကျွန်တော်ကိုခေါ်ပုံကလည်းလေးရတယ်ဗျာကျွန်တော်ကချစ်တယ်ပြောချင်သလောက်ပြောမိပြုံးနေတယ်ဒါပေမဲ့ခေါင်းခါတယ်မိမချစ်နိုင်ပါဘူးမမုန်းနိုင်ပါဘူးလို့အပိပိတ်ပြီးပြောတယ်ဘာဖြစ်လို့မချစ်တာလဲမေးအောင်မလားမိကမချစ်လို့ဘောလို့ဖြေမယ်ကျွန်တော်ကိုဂယုမဆိုင်တယ်လို့လုပ်ပြတယ်ဒါပေမဲ့ကျွန်တော်အပေါ်တော့တိတ်ရင်နီးနေတယ်အိုးတကယ်သမီးရေးစားလို့ပါပဲကဲကျွန်တော်မှမယူရင်ဘသူယူအောင်မလဲကျွန်တော်လည်းမနေနိုင်တော့ဘူးဒေါသလည်းထွက်ရှက်ဝမ်းလည်းနေပြီးမိဟာမောင်ကိုချစ်ရသားနဲ့မုံဟန်ဆောင်နေတာလားမုံရသားနဲ့ချစ်ဟန်ဆောင်နေတာလားလို့မေးတာပေါ့မိကအေးပဲနှစ်ခုစလုံးမဟုတ်ဘူးတဲ့ကျွန်တော်ကဓာတ်နဲ့မောင်တီသွားရင်မိဘက်နဲ့နေမလဲလို့ဆိုတော့3-4ရက်ဝမ်းထဲမှာပေါ့တဲ့ကျွန်တော်ဘာဖြစ်သွားမယ်ဆိုတာခမည်းသိချင်သလားသိအောင်လဲကျွန်တော်ပြောပြနိုင်မှာမဟုတ်ပါဘူးခမည်းကိုယ်တာဒီလိုခံရမှသိမယ်ကျွန်တော်မခံချင်လို့ထပ်မေးတယ်ဒီအဖြေပဲရက်ဆက်လိုက်တဲ့မိ3-4ရက်ပဲဝမ်းထဲမှာပေါ့တဲ့ကျွန်တော်ကတော့မိသေးရင်မနေဘူးလို့တွက်ထားတယ်မိဟာတီးပေမဲ့ကျွန်တော်နဲ့ကြာရင်အမြဲပြုံးပြီးစကားပြောတတ်တယ်ဒီတော့သူစကားပြောရင်နောက်နေတာလားအတီလားလို့လက်ဦးတွေးရတယ်ကျွန်တော်ကတော့ဒီနှစ်ခုကိုမခွဲခြားနိုင်ခဲ့ပါဘူးဒါနဲ့ကျွန်တော်လည်းတိတ်ရှက်ပြီးတိတ်နာသွားတယ်ဒါကြောင့်မိအပေါ်ကြောက်စရာကောင်းအောင်ချစ်တဲ့သူကိုကြောက်စရာကောင်းအောင်ပဲမုန်းမိတဲ့မိအမောအတွက်မိကို3-4ရက်ဝမ်းနေရအောင်တော့ဒဏ်ပေးအောင်မယ်ဆိုပြီးစစ်ထဲဝင်လိုက်တယ်တေဖို့ဝင်ခဲ့တယ်တိုက်ခိုက်ဖို့မဟုတ်ဘူးခုတော့မိကစာရီရေးပြန်ပြီရေးပုံကလွမ်းလောက်ဆရာပါပဲဖတ်ပြီးတော့ခမည်းဘက်နဲ့ထင်တယ်လေကျွန်တော်ကိုမိချစ်တယ်ထင်သလားကျွန်တော်ကတော့တွေးတုံးမယ်မိခုလိုလုပ်နေတာဟာနှောက်နေတာလားအတီလားလို့မောင်ကိုလေးသည်ဤတို့မိအတွက်ယူ၏
အရန်ကရောပင်ယူ၏မိကိုယ်တိုင်ကတော့ဘလောက်ဆွမ်းလိမ့်မည်မသိမိစာများကတော့သူ့ကိုငိုသည့်အခါငိုစေ၍ရဲသည့်အခါရဲစေ၏ကျွန်တော်ဒီမောင်ကိုလေးအတွက်မခံကြည့်မခံသာဖြစ်ကာမိဟာဘလို့မင်းကလေးမျိုးပါလဲဟုတွေးလေ၏ထိုကနမှာအေးဆက်ဆက်မထီတရီမိကိုတွေ့၏မိသည်မောင်ကိုလေးပခုံးကိုကိုင်းကသူ့ငိုတီကိုပြုံးပြီးကြည့်၏အပြုံးနှင်းမျက်ရည်သည်နှစ်ခုပြောင်းပြန်ဖြစ်နေပုံကိုကြည့်ပါဦးမင်းကလေးကပြုံးလို့ယောက်ျားလေးကငိုရတဲ့မမြင်ဘူးသေးတဲ့မိကိုကျွန်တော်မုန်း၏မုန်းလျက်ကစွဲလန့်၏တွေးချင်ရတိုင်းမိကိုတွေးကမီဟုတတ်တာမိပါသည်မိထံမှစာတွေသာသမျှကျွန်တော်အားပြသည်ကျွန်တော်ကမဖတ်တော့ချေမိသဘောကိုဟိုတစ်ဆောင်ဖတ်ပြီးကနေကရေးဖမ်းမိပါပြီမိဟာမောင်ကိုလေးကိုလှည့်စားနေတဲ့ဆိုတာတစ်ဖက်ကလွတ်ပြီးတစ်ဖက်ကပြန်ဖမ်းနေတဲ့ဆိုတာခုတလောလာတိမိစာများသည်ဒုက္ခအတော်ပေးဟန်တူသည်မောင်ကိုလေးသည်ငိုတခါရဲ့တလဲမဟုတ်တော့ပဲငြိမ်ထိုင်ကာတွေးမိုင်းလာ၏တေချင်နဲ့နှင့်ညှိလာ၏ကျွန်တော်ကမူမင်းဟာယောက်ျားစိတ်မရှိဘူးဟုလဲမဆူပွက်တော့လက်ပိုက်ပြီးကြည့်နေလိုက်သည်သူဖြစ်ချင်တယ်လို့ဖြစ်နေကျွန်တော်ကြည့်ကားသာနေ၏ဒါကြောင့်မချီမဆန့်ဘူးဖြစ်လေသလားတော့မသိ၍တညမှာနှစ်နာရီကျော်လောက်ထင်သည်ကျွန်တော်အားအတင်းလှုပ်နိုး၏အိမ်မောကြနေသူပြီးအလံတကြားတွက်ပြေးရင်ထလိုက်သည်စိတ်တွင်ရှောင်းတခင်စပွဲလာပြီဟုထင်သည်မောင်ကိုလေးကလုံးလျားနိုးမိသည့်အထိပင်စောင့်၏ပြီးတော့မိအကြောင်းကိုပြောသည်မိဟာကျွန်တော်ကိုဘလောက်မုန်းနေဆိုတာခုမှသိတယ်မိကသေးပါစေစူတောင်းနေတာဗျကျွန်တော်စစ်ထဲဝင်တော့ကပြောနေတာပဲမိပြောနေတာပဲကျွန်တော်မရှိမှသူ့တွဲကျင်တဲ့သူနဲ့တွဲရမှာပေါ့ပြီးတော့သူ့ရဲ့ခေါင်းကြီးတဲ့လောင်လိုက်သေးတယ်မိဟာအမြဲကိုလောင်းနေတာပဲကျွန်တော်ကသာအကောက်မှတ်နေတာခုမိအိမ်ပြောင်းသွားပြီကျွန်တော်ကိုလိပ်စာမပေးဘူးအလိမ္မာလေးနဲ့ဖြတ်လိုက်တာပေါ့တိတ်တော်တဲ့မိအစကဒီလောက်တော်မှမသိဘူးပြီးတော့ရေးလိုက်တဲ့စာကလည်းသူ့ကောင်နဲ့အကြောင်းကြီးပဲသူ့မှာပေါ်ချောင်းသိပါတယ်ဗျာဒါပေမဲ့ကျွန်တော်ဘာဖြစ်နေလဲဆိုတာစဉ်းစားမိဖို့ကောင်းပါတယ်ဒီလောက်ရက်ဆက်ဖို့မကောင်းပါဘူးဤတို့မောင်ကိုလေးလာနိုးသည့်အကြောင်းရင်းကိုသိရပါသည်ဒီလိုကလေးသားလူငယ်ကလေးဟာဒီလောက်ကြီးတဲ့ဒုက္ခနဲ့တန်ပါလေသလားဘာပဲဖြစ်ဖြစ်မောင်ကိုလေးဤလူငယ်ဘဝဟာဖြင့်ပျက်စီးခဲ့ပါပြီမိသည်မောင်ကိုလေးဤပြောဆွေးမှုကိုခြေပစ်လိုက်ပြီးခြေတာမှခြေနဲ့ကိုနင်းချလိုက်တာပဲတကောင်ကျော်လေးသည်အေးလာ၏ရက်ဆက်၏ဖြောတော်သည့်အလားကလေးသည်လည်းဒီလိုပင်အေး၍ရက်ဆက်ပေလိမ့်မည်မိသည်မောင်ကိုလေးအားညှင်းဆဲနေရသည်ကိုအရသာပေါ်နေဟန်တူ၏မိသားမဟုတ်ဘယ်မိမမဆိုသူတို့အတွက်လူတစ်ယောက်ဒုက္ခရောက်နေသည်ဆိုလျင်ပြော့၏အားရ၏ပြီးတော့သူတို့ရက်ဆက်မှုအတွက်ဂုဏ်ယူလိုက်ချေသေးသည်တို့ပေမိကတော့ပို့၏မိကတော့ပို့၏အေလာသည့်လေနှင့်မိအသွေးများကြောင့်ကျွန်တော်သည်အိတ်ချင်စိတ်ပျောက်သွားသည်မောင်ကိုလေးကမျက်နှာခက်လွယ်နှင့်နေ၏သူစိတ်ထဲဘလို့များနေလိမ့်မလဲအသက်20မကျော်သေးသည့်သူ၏နုနယ်ပြွေရွယ်သောစိတ်ဓာတ်ကလေးသည်မိဘထံမှထွက်ပြေးခဲ့ပြီကြံသက်သည့်စသားဘွားကိုလည်းတွေ့ခဲ့ပြီနောက်ဘာဖြစ်ရအောင်မည်လဲကျွန်တော်သည်မောင်ကိုလေးကိုနှစ်သိမ့်စေခြင်း၏သို့တော့ဘာပြောရဘာလို့ရမှန်းမသိပေအေးလိုက်တာဟူသာစကားမရှိစကားရှာပြီးပြောကာတကူလုံးတွန့်လိုက်မိပါသည်မောင်ကိုလေးကကျွန်တော်အားမမြင်သောမျက်လုံးများဖြင့်စိုက်ကြည့်သည်နောက်မှအတိတ်ပဲနားလည်လာသလိုတိတ်အေးတာပဲဗျာဟုစိတ်မပါပဲလိုက်ပြောလေ၏အေးတယ်ဆိုလို့တညကိုတတိရတယ်ပြဆိုတညပေါ့9နာရီလောက်ရှိသေးပေမဲ့ညနဲ့တိတ်ညနဲ့နေပြီထင်ရတယ်လမ်းပေါ်မှာလူမရှိတော့ဘူးအိမ်တကားတွေလည်းပိတ်ထားကြတယ်မိကသွားကျင်နေဆိုလို့ကဖေးတစ်ခုကိုလိုက်ပို့ရတယ်ပထမတော့သူစားလို့အောင်းမိတယ်ဒါပေမဲ့ဘာမှမစားဘူးဗျန်ဒီပဲတောက်တယ်မိဟာဒီလိုမင်းကလေးချမ်းလို့တော့ပြောတာပေါ့ကျွန်တော်ကတော့မကြိုက်ဘူးမိဘာဖြစ်လို့တောက်ရတာလဲလို့ကျွန်တော်ကမမေးရဲ့နဲ့ပဲမေးတော့လေးကောမတောက်ဘူးလားတဲ့ပြီးတော့စိတ်ကြက်ခဲပြီးကျွန်တော်ပြောသမျှတွေကိုမကြားသလိုနေတာပဲ
အဲ့ဒီညဟာကျွန်တော်အသက်ကွဲတဲ့ညပဲဘာမှသူ့မိတ်ဆွေတွေတွေ့လိုက်တာဟာလည်းမနှဲပါဘူးဒီလူတွေသူ့ကိုခေါ်ပုံစကားပြောပုံဟာတစ်မျိုးပဲကျွန်တော်မကြိုက်ဘူးမနဲ့ကြတော့မိလဲတာပဲသွေးတွေတိတ်အန်တာကိုကျွန်တော်မကြည့်ဝင်ဘူးသူကတော့ပြုတ်နေသေးတယ်ပြီးတော့တေးစကားကြီးပဲပြောနေတယ်ကျွန်တော်ကတော့တနက်ကြီးစန့်စန့်နေတာပဲဆရာဝန်ကသာပြောလိုက်မိကတေတော့မယ်လို့ကျွန်တော်သူ့ကိုဝေဒနာမခံရအောင်ပြစ်တက်မယ်ပြီးတော့ကျွန်တော်လည်းလိုက်သွားမယ်မိမှတေးပွေးရှိတယ်ကျွန်တော်ကတော့မကြောက်ပါဘူးကျွန်တော်ကိုကူသေးမိကိုပိုတနာတယ်မိကကျွန်တော်ကိုချစ်ပါတယ်ဗျာသူ့ယောဂကြီးကြောင့်ညင်းတာပဲညင်းလို့မရလို့ကျွန်တော်စိတ်ပြက်အောင်မိတမင်ထင်ရတွေလုံနေတာပဲမိဟာကျွန်တော်မခံနိုင်ဆုံးစကားလုံးကိုတိတ်ပြောတယ်မုန်းလိုက်တဲ့ယောဂကြီးနဲ့မင်းကလေးတယောက်တည်းနေရတဲ့မိကိုဘယ်သူမုန်းနိုင်ပါမလဲမိဟာတနာစရာတတ်ပါမိကျွန်တော်ကိုချစ်ပါတယ်လေးဟာမိအတွက်ဘဝအဆုံးမခံပါနဲ့တဲ့လေးဟာကလေးလေးပဲတကယ်ကိုကလေးလေးပဲလို့မင်းကြီးရှာတယ်မိကကျွန်တော်ထက်3နှစ်ကြီးတယ်မောင်ကိုလေးသည်မိရဲ့အချစ်နဲ့အမုန်းကြားဝဲပတ်ချလဲကဓာတ်နဲ့အစိုက်ခံရသူဤညီးတံမျိုးဖြင့်ရှည်လျားစွာကြောက်မက်ဖွယ်ရာညီဤကျွန်တော်တို့တိုက်အခြေအနေသည်ဆိုးလာ၏တသားများပြီးအိမ်အကြောင်းပြောဖို့တတိမရတော့ပဲတိုက်ပွဲကိုသာမျှော်ရ၏လက်နက်များကိုပြင်ဆင်ရ၏အကူတက်ကိုလည်းဝမ်းတွင်းမှတိတ်တဆိတ်မျှော်ကြ၏ဒီအတွင်းမှာမောင်ကိုလေးသည်စစ်သွေးလုံးလုံးမဝင်ပဲမီနှင့်မိကားနေရာမှစိတ်ငြိမ်သွားသည်မိသည့်လက္ခဏာလဲတော့မသိကြကျွန်တော်ကိုပင်စကားမပြောတော့တယောက်တည်းသာနေပါများတော့သည်တိုက်ပွဲတစ်ခုဖြစ်ပွား၏အင်္ဂလိပ်အစိုးရ၏ဂေါ်ရခါစစ်သားများသည်တစ်လွင်လာပါသည်မဲညင်ဗမာစစ်သားများသည်ကြသွား၏တေဆရာရှိလျင်အဆွေတော်နီပွန်တို့သည်နောက်ဆွဲမှရှောင်းနေသည်ကျွန်တော်တို့သည်မခံကျင်စိတ်ရှက်စိတ်ဖြင့်ဇွတ်တာတိုက်၏ထို့ကြောင့်တလုံးပြုတ်တော့မလို့ဖြစ်နေသည်ဂေါ်ရခါစစ်သားတို့သည်အမြင့်မှကျွတ်ပြီးလဲနေသောကျုံးပင်ကြီးနောက်မှရှိ၏ထို့တစုကြောင့်တသားအများဆုံးသေ၏ကျုံးပင်ချင်းဤပင်စီမှာလဲနေလျက်ကလူတရက်ခန့်ရှိပေသည်ထိုပင်မော်ကိုတသားတယောက်ခုန်ပြေးပြီးတက်လိုက်၏လက်ထဲမှာလက်ပစ်ပုံကားကနေဖြစ်သွားသည်ခြေထောက်သည်ပြန်အဆုအရက်မာကနေမြင့်အလားမှာထပြီးပေါက်ကွဲ၏မောင်ကိုလေးထိုတသားကိုမောင်ကိုလေးဟုပေါက်ကွဲပြီးမှနောက်ကျစွာတီးရလေ၏တိုက်ပွဲပြီးသွား၍အခိုအငွေများသေးသည့်အခါကျွန်တော်တို့တသားများအလောင်းကောက်ကြသည်ကျုံးပင်၏အမြင့်အသက်များအကြားဂေါ်ရခါစစ်သားများအောက်မှမောင်ကိုလေးသည်မှောက်လျက်ကာယာကြီးနေ၏သူမှာနောက်စိတ်မရှိတော့ချေအားလုံးကိုဖယ်ပြစ်၍မောင်ကိုလေး၏အလောင်းကိုပတ်လက်လန်လိုက်တော့သူအင်ကြီးရင်ဘတ်အောက်မှဤစားစားတွေတစ်ထက်ကြီးထွက်ကြလာလေသည်စစ်ပြေးသွားသည့်အခါကျွန်တော်လည်းတက်သွင်းမှထွက်လာ၏စစ်သားလူထွက်ပြီးဘယ်နေရာပဲအလုံးမှအတိတကျမနေနိုင်ပဲရှောက်ပြီးလေးလွင့်နေ၏ကျွန်တော်မိဘများမှာအလောက်ကိုင်မပြတ်ပြန်၍လုံနေသဖြင့်ကျွန်တော်သည်ထင်သလိုပင်လေးလွင့်နိုင်၏ကျွန်တော်သည်မိကိုသာရှာ၍နေမိပါသည်မိကိုဘိန်းဆွဲသလိုဆွဲနေ၏ကိုဖြက်စီးမိမှန်းလဲသိ၏တက်မှတ်နှစ်သက်ပြီးလဲနေ၏ပြီးတော့မောင်ကိုလေးကိုတက်သည့်လက်တဲ့ဤမျက်နှာကိုစစ်လဲကြည့်လိုပေသည်မိကိုတွေ့အောင်ခက်ခဲရင်မရှာရပါမိသည်ကြော်စော၏ပွဲလန်းသပင်မှာထင်ရှား၏ညဉ့်ညမ်းသောအတိတ်ပဲနှင့်မျက်စာပြည့်တဲ့သူယောက်ျားများ၏ပါဇက်မှာမိကိုရှာပါအင်္ဂလိပ်ကားပွဲများပေးသည့်ဟိုတယ်တစ်ခုကပြေးသက်ထဲမှာမိကိုတွေ့ရလေသည်မိဤဘေးမှာစင်လက်စွပ်ခတ်ကြီးကိုနှစ်ကွင်းဆင်ဝတ်ထားသည့်ယောက်ျားခန့်တယောက်ထိုင်၏သူတို့စပွဲပေါ်တွင်ဗယံဒီပလင်းနှင့်ဖန်ခွက်များရှိပေသည်မိကိုတွေ့ချင်းဖြစ်ပေါ်လာသည့်စိတ်မှာဘလို့မုံမမသိအောင်မောင်းသည့်အမုန်းပင်ဖြစ်၏ကျွန်တော်သည်မိစပွဲသို့သွားကမိဆိုတာမဟုတ်လားဟုမေးလိုက်ပါသည်မိကိုမိမှန်းသိခဲ့ပါပြီကျွန်တော်အိမ်မိတ်ဆွေတယောက်ကကျွန်တော်ရောက်စားကပင်လက်ညှိုးထုတ်၍ပြခဲ့ပေပြီပြီးတော့မိဤထူးခြားဖြောသောသည့်အလားနှင့်ဘေးဘီကိုမမှုသည့်ဟန်ကထင်ပေါ်လာသည်မိကနှခမ်းမှစိကရက်ပင်မချိုပဲမျက်လွှာကိုမေ့ကြည့်ပြီးမိမဘလို့သိပါသလဲဟုခပ်ပြက်မေး၏သူဘေးကလူကမျက်မှောင်ကိုပြီးစောင့်ပြီးကြည့်၏
ကျွန်တော်ဟာမောင်ကိုလေးကိုတီးခဲ့ရင်မိကိုလည်းတီးရမှာပေါ့ကျွန်တော်အိမ်မျက်နှာမှာမိကိုဆုံးချတဲ့ယောဟန်ပေါ်လိုက်မိထင်သည်မိကကျွန်တော်စကားကိုနားလဲကတစ်ချက်ရဲလိုက်၏စကားမပြောသေးစီကရက်ကိုတိတ်ရှက်၍ဖွာကမိကိုများကိုမှုတ်ထုတ်ပြီးမထီလေးစားပြုံးသည်ထို့နောက်အော်စစ်ထွက်ဝင်သွားတဲ့ကောင်လေးဟာထင်ပါတယ်ဟုကျွန်တော်အရှိုက်ကိုစောင့်သည့်အစ်ဆက်ဆက်အမူအရာဖြင့်ပြောလေသည်ဟုတ်တာပေါ့မိမတယောက်ကခိုင်းလို့စစ်ထဲဝင်ပြီးတေးပေးရတဲ့မောင်ကိုလေးဟာပေါ့မိကဂယုမဆိုင်ပဲရွှေစီကရက်ဘူးလေးကိုထိုးပြီးကတောက်ပါအောင်ဥတော်ဆွေဟုကျွန်တော်နာမည်ကိုတမင်ပြပြတတ်တခေါ်လိုက်ပေ၏ကျွန်တော်နာမည်သိနေခြင်းကိုအံ့ဩစေလိုဟန်သူပါသည်ဒါပေမဲ့အံ့ဩစရာလားမောင်ကိုလေးစီကသိနိုင်သည်ဘာပဲဆိုဆိုကျွန်တော်ဒီအနှဲငယ်နေမသိထိုင်မသာဖြစ်သွား၏ကျွန်တော်လည်းကလထိုင်တစ်ခုမှဝင်ထိုင်ရင်စီကရက်တဲ့ဒီကိုတလိပ်ယူလိုက်ပါသည်မိချစ်ကိုချစ်၍ညှိမိအပြူမှာမိကစီကရက်အသစ်တက်ထားသည့်သူ့နှကန်းကလေးကိုလက်နာတိုးပေးသဖြင့်သူစီကရက်ကိုညှိပေးလိုက်ရသည်ပန်းကိုမဖောင်းတစ်ဖောင်းကလေးလိုပွင့်ဖူးနေသည့်ပန်းတို့ရောင်မိနှကန်းကလေးများကိုတတိထားမိရင်ကျွန်တော်မျက်လုံးများအနှဲငယ်အခြေပြတ်သွားပေသည်မိဤဖြော့တော့သောအလားသည်ယောက်ျားတစ်ယောက်ကိုမချစ်တည်ဖြစ်စေနိုင်၏မိမအလားကိုကျွန်တော်ဂယုမပြုလာတော့လဲမိကြတော့နှစ်လိုမိသည်မိကိုကြည့်ရင်ကြပြားတောင်းစမ်းလာသည်မိစပင်ကလေးများဟာပိုးမြင်လိုနှွညံ့ပြီးအညိုဖြော့ဖြော့လက်နေတာပဲအသားရောင်ကအဖြူဖြော့ဖြော့မျက်လုံးကမိုးတိမ်ဖြော့ဖြော့မိသည်လေမာလွင့်သည့်ပလဲရောင်လက်စည်းနှင့်သာတူတော့သည်နွက်လျက်သည့်မိရကျွန်တော်လက်မောင်းကိုရင်းနှီးရဲတွင်းစွာကန်၍ထားလိုက်၏ဘေးကလူကိုမိသူနဲ့လိုက်သွားအောင်မယ်ကိုမောင်ပြီးတော့အိမ်ပြန်နှင့်မယ်လေဟုမြူချော့ပြီးပြောကကျွန်တော်အားမိတစ်ချက်ဆက်ပြသည်သူ့သူကမျက်နာမဲ့ကအင်းဟုပါဇက်ပိတ်ပြီးပြော၏ကျွန်တော်လည်းသူ့ကိုရန်သူလိုထင်မိကမိနောက်ကိုတမင်လိုက်မိ၏ကျွန်တော်ဒီစပယ်ကြီးညုံမှာမိနေသူပမာကိုစားမိဆောင်သည့်စပယ်ကြီးရှိရာလမ်းကိုတိလျက်ပင်တန်တန်လိုက်နေပြီဒါကိုမိကစင်းစင်းကြီးသိသည်ကျွန်တော်မိုင်မဲရတော့ကြတာပေါ့ဒါပေမဲ့မိုင်မဲရာသည်ဘေးလူအမြင်မှာဘာပဲဖြစ်နေမိုင်မဲရသူအဖို့တော့ပြောစရာမိနစ်တွေ့လျင်မိုင်မဲရခြင်းသည်ပြောစရာစုလီဖျားကိုပက်၍ရှောက်ရင်မိအစွမ်းတတိကိုတွေ့နေမိရာကမိဟာပမာလားမိဗုဒ္ဓဘာသာဟုတ်ရဲ့လားဟုမေးလိုက်ရာသဘောကျသွားသလိုဟာပက်လေးရေပြစ်လိုက်၏ဖြေကမဖြေချေမိဟာဗုဒ္ဓဘာသာဗမာမင်းကလေးတယောက်နဲ့မတူဘူးမိဟာအံ့ဩစရာကောင်းတယ်ကျွန်တော်ကဒီလိုချမောဟန်နဲ့အပြစ်တင်လိုက်မိသည်ကိုမိကဘာမှပြန်မပြောချေအမှန်တော့ဒီလိုပြောလိုက်ခြင်းဟာရင်းနှီးလုံးရမကြဘူးလားကျွန်တော်စိတ်ထဲမှာမိကိုခုမှတွေ့ဘူးစကားပြောဘူးတော့လဲရင်းနှီးခဲ့တယ်မှာကြာပြီထို့ပြင်မိဒီဗမာမင်းကလေးတယောက်နေပုံထိုင်ပုံနဲ့အင်မတန်ကိုဖီလာဖြစ်နေသဖြင့်ပြောမိခြင်းဖြစ်သည်ထင်ပါ၏မိဗမာပါပဲဘာသာကိုတော့မိကမဖြေပါစကားမဆက်ဖြစ်ပဲနှစ်ယောက်သားရှောက်လာရင်မိကဖြုံးကနေကျွန်တော်လက်ကိုဆွဲကာလေးသေးပုံပြောပြစမ်းမှာဥတော်ဆွေရဲ့ဟုလေတန်းကြော့ကိုမော့ပြီးပြော၏သူမျက်လုံးများလက်နေသည်မှာမျက်ရည်ကြောင့်ပေလားလက်ကလေးများကလည်းတုံးလို့ပါကောမောင်ကိုလေးရဲ့အကြောင်းကိုပြောပြစင်မှာမိသည်ငိုရှိုက်နေလို့ထင်ရသည်တတိချာချာကြည့်ပြန်တော့လဲငိုရှိုက်နေသည်မဟုတ်ချေမိငိုသည်ထင်၍ငုံကြည့်လိုက်ငိုရာမြင်၍ပြန်လှည့်သွားလိုက်ကျွန်တော်မှအတော်ကြောင်ရလေ၏မိဟာမောင်ကိုလေးသေးလို့လွမ်းလာပါတယ်ဆိုပြီးငိုချင်အောင်စောင်းနေတယ်တကယ်ငိုလို့တော့မရဘူးဟုကျွန်တော်တွေးကမုန်းစိတ်များထလာ၏သူကန်ထားသည့်ကျွန်တော်လက်မောင်းကိုခက်ချမ်းချမ်းပြုတ်သွားအောင်ယုံလိုက်၏မိကလမ်းလျှောက်ရက်လိုက်ပြီးအားတင်သွားသလိုငေးပြီးကြည့်ကျွန်တော်စိတ်ထဲမှာမောင်ကိုလေးကိုမိသက်တာပဲလို့ထားတယ်မောင်ကိုလေးဟာတော့ခုပြအိုးပဲကျန်တော့တယ်ပြတောင်ရှိပါသေးရလားမသိပါဘူးမိကတော့ဟိုတယ်မှာကပွဲကြည့်နေတယ်မောင်ကိုလေးပြောခဲ့တဲ့မိအီချင်းတွေကိုကျွန်တော်အခုတွေ့ပါပြီ။ကဲမိအိမ်ကိုကျွန်တော်လိုက်ပို့ပြရစီတော့မိကငိမ့်နေ၏ပြီးတော့ဟန်ဆောင်ရှယ်လာတကယ်ရှယ်လာမသိရှက်ပြီးဒေါသကလေးထွက်ကကျွန်တော်လက်ကိုပြန်ဆောင်ဆွဲသည်မင်းကလေးတယောက်ကိုကြိုက်တယောက်တည်းယူပြီးစစ်ထဲဝင်သေးတာဟာဘသူအပြစ်လဲဟုအော်လိုက်ပြီးကျွန်တော်မျက်နှာကိုစစ်စစ်ကြည့်၍ရဲကဥတော်ဆွေစင်ဟာတဲ့ရဲစရာကောင်းတဲ့လူပဲဟု
အချက်ကိုခွက်လိုက်ကျွန်တော်သည်ဘဲတော့မှရေစရာကောင်းသူမဟုတ်ပေဒါသည်ကျွန်တော်၏မာနပင်ဖြစ်ပေသည်မိမများကရန်တွေ့ပါစေယောက်ျားများကစော်ကားပါစေကျွန်တော်သည်ကြောက်ခိုင်းလိုက်ခြင်းဖြင့်၎င်းလက်သီးဖြင့်၎င်းတုတ်ပြန်နိုင်အယခံရခြင်းကိုမူမတုတ်ပြန်တတ်သောအောင်ကိုအခမ်းရခတ်ပေသည်ကျွန်တော်သည်ဘသူ၏ရေစရာတတော်အဖြစ်မှမခံနိုင်ပေနှုတ်အာကာသာမိကိုဆုဆိုင်ကြည့်လိုက်ရာမိဤညိုလက်လက်အေးဆက်ဆက်မျက်လုံးများကိုမြင်ရပါသည်ကျွန်တော်ကပင်စားပြီးမျက်လုံးလွှဲရ၏မိဤအနိုင်ကိုတွေ့တွေ့ချင်းပင်ခံရပေပြီမိကကျွန်တော်မျက်နှာသားကိုဂရုမစိုက်ပဲဘာမှမဖြစ်တယ်လို့ပျော်ပြောင်းစွာလေးဟာတနာเสียပဲသူတို့အရွယ်လေးတွေဟာခက်တယ်လေးဟာအချစ်ဆိုတာနားမလည်သေးပါဘူးဥတော်ဆွေရဲ့ဒါဟာဘာမှမဟုတ်ဘူးစိတ်လှုပ်ရှားမှုပဲလေးဟာမင်းနဲ့ခင်ခင်မင်မင်နေရလို့လူငယ်တို့တဘာဝစိတ်လှုပ်ရှားတာပဲဟုပုံမိုင်းသောမျက်လုံးများကိုတဝက်ပိတ်ခါပြောလေသည်မိကဤသို့ပြောလိုက်သည့်အခါကျွန်တော်ဤဒေါသသည်ပျောက်သွား၏ပြီးတော့ကိုဒေါသထွက်၏ဘာကြောင့်ကျွန်တော်သည်မိမာတာယာရပါသလဲမိစကားသမားငြိမ်ရပါသလဲမိလက်ကလေးအထိမှတုံးလို့ရပါသလဲမိရဲ့နေသည်မှာကျွန်တော်နဲ့နီးလွန်သည်မောင်ကိုလေးဟာယူတာပဲထားပါအောင်မိကဘာဖြစ်လို့လိုက်ရောရတယ်လဲမိသဘောသားသူစကားနဲ့တထထဲကြလျင်မိသည်မောင်ကိုလေးနဲ့ခုလိုရောတဝင်နေချစ်သူလိုပေါင်းနေဖို့မရှိပါကလားမိသည်လဲဤမောင်ကိုလေးခေါ်ရာမိလိုက်ခဲ့ပုံတွေမောင်ကိုလေးကိုမိချော့မော့ခဲ့ပုံတွေဒါတွေကိုမြုပ်ပြီးမောင်ကိုလေးကသူ့ဘာသာနေသည်မိကိုလိုက်ကြိုက်ယူပြီးတည်တယ်လို့ဖြစ်အောင်မိပြော၏တတ်နိုင်ပါပေမိရဲ့ဒါပေမဲ့မိကဒီလောက်ကြည်လက်သည့်လေတံကလေးဖြင့်ဒီလိုလွမ်းဆွဖွယ်ညှဉ်းညူလိုက်ခြင်းမှာကျွန်တော်ဒေါသကိုအမောက်ချေပစ်ဖို့အကောင်းဆုံးနည်းဖြစ်သည်မောင်ကိုလေးကိုမိကစစ်သားစိတ်ကိုကြပြဆန်းအောင်လုပ်နိုင်သည်မိ၏ပန်းရွက်နေဟန်ကလေးကိုစိတ်ဝင်စားလာ၏မိသည်လှလွန်း၏ဓာတ်ထက်လဲလွန်း၏ကျွန်တော်ကမူမိအနာအဖွဲကိုမြင်လျက်ကကန်းကတိုးလျက်ရှိသည်မိသည်တခြားသူအဖို့တော့မသိကျွန်တော်အဖို့တော့မောင်ကိုလေးမိတ်ဆက်ပေးခဲ့သည်မိမဟုတ်ချေလေးဤမိသည်ယောက်ျားကလေးငိုသည်ကိုတက်တီကောင်းကောင်းနဲ့ပြုံးပြီးကြည့်သည်မိကျွန်တော်မိကမူလောကကိုရွက်နေသည့်တနာစရာမိလူငယ်တယောက်ကိုကျိုးလျှော့ကျိုးသိမ့်ဖြင့်ကန့်၍ကျွန်တော်လိုအသက်30အရွယ်ကိုပျောက်ခွေကျလာသည့်တွေ့ရမဲ့သောမိအဖြစ်ဖန်တီမှာမိဤအပအနက်ပင်ဖြစ်ပေသည်မိသည်မိကလေးတံမဲ့အရက်ကိုအယမ်းပင်တောက်နိုင်၏ယောက်ျားလေးတကားနှင့်တွဲပြီးဘားကိုသွား၏ဟိုတယ်တက်၏မိသည်ကစားမျိုးစုံလဲတက်သည်နောက်ပြီးကြည့်လိုက်မိကိုဘယ်ချိန်မဆိုကြည့်လိုက်စီကရက်အမြဲခဲကနေသည်တလိပ်ကို2ချက်3ချက်နှင့်ကုန်အောင်တောက်သည်မိစကားပြောလျင်စီကရက်နဲ့သို့မဟုတ်ဘရန်ဒီနဲ့တင်း၍နေပေသည်ကျွန်တော်သည်မိနောက်ကိုတကက်ကက်လိုက်ခါမိအရန်ကြသမျှကိုယွန်ရှာစွာပြောဆိုတားမြင့်မိတော့သည်မိနှင့်ကျွန်တော်သည်ဟိုတယ်သို့ညတိုင်းလိုရောက်၏မိကိုတခြားလူနဲ့မသွားစေလို၍ကျွန်တော်လိုက်ပို့ရ၏မိအတီတွေကတော့ဘယ်သွားမလို့ပြီးတော့ယောက်ျားကြီးပဲဒီလူဟာလက်ကားလူမိမသွားနဲ့မိနဲ့ကျွန်တော်လိမ်မော်ရီတောက်နေစဉ်လူတစ်ယောက်ကမလန်မကန့်မှရက်ပြီးခေါင်းငိတ်ခေါ်၏ထိုသူကိုနမည်မသိတော့လဲဟိုတယ်တကားတွင်ရန်ကားလာသည်ဖြင့်ကျွန်တော်သိ၏မြို့ပိုင်ဥပချစ်လေမိနဲ့တိတ်ခင်တာဒီလူမျိုးနဲ့ခင်ရတာမိအဖို့ကြောက်เสียပဲမိဘာဖြစ်လို့ဒီဥပချစ်နဲ့တွဲချင်ရတာလဲသူကလည်းမေးလိုက်မယ်ဘာဖြစ်လို့ဥတော်ဆွေနဲ့တွဲတယ်လဲလို့ကိုကမိကိုစောက်ရှောက်နေတာမိကိုစောက်ရှောက်နေတဲ့သူကဥတော်ဆွေတယောက်တည်းမဟုတ်ပါဘူးအများကြီးပဲသူတို့စောက်ရှောက်နေပုံကမပြောချင်ပါဘူးမိရဲ့မိဟာမင်းကလေးတယောက်တည်းသူတို့ကတနာယူတနေ့မှမိပွင့်လိုက်မယ်ကျွန်တော်ကရမ်းရမ်းပင်ပြောလိုက်၏မိကပခုံးတစ်ချက်တော့ကနှကတစ်ဖက်ရွက်ကလက်ထဲကစီကရက်တို့ကပြာကိုတောက်ခါချွေလိုက်၏ပြီးတော့ရဲနေသည့်စီကရက်မီကိုသူ့လက်ချောင်းကလေးများဖြင့်ဖြစ်ပြ၏ပြီးတော့အငွေ့မသေးတဲ့စီကရက်တို့ကိုကျွန်တော်ရင်ဘတ်သို့ပေါက်လိုက်၏မိဟာကြောက်เสียလား
မိတီဥပချစ်ထံသို့သွား၏ဥပချစ်ကပန်းစိုးပန်းနှင့်ပခုံးကိုကြိုပွေကနှစ်ယောက်သားသွားကြ၏ဟိုတယ်ပြိုလူတစုကကျွန်တော်တို့ 3 ယောက်ဖြစ်ပုံကိုကြည့်ကပွဲအကြကြီးကြပြီးရဲကြ၏ကျွန်တော်သည်မိနစ်ပေါင်းများစွာမိငိုင်းကကြံရစ်ခက်ရမှပြုံးကနေထကမိကိုလိုက်ရှာသည်ဘယ်စပွဲမှမတွေ့ပေဆိတ်ရှုပ်ရှုပ်နှင့်စံဝင်လာတာကန်းကိုထွက်လာကရောက်ရပေါက်ရတွေ့နေမိ၏မိဟာဘာဖြစ်လို့ဒီလိုလုပ်ရပါလဲငါကိုများအရွက်တိုက်နေတာလားမိကိုယွန်းနေမုန်းနယ်ပြောခဲ့ဘူးလို့ချစ်တယ်ပြောပြအောင်အစ်တာလေးလားထိုစဉ်မှာလူတယောက်တည်းမိကွန်းတစ်ခုနဲ့အတူရောက်လာ၏မိကိုရှာလို့တွေ့လားကျွန်တော်ကခေါင်းခါလိုက်သည်ဘဲတွေ့မလဲမိကဥပချစ်နောက်ကတ္တစီနဲ့ပါသွားပြီမိဟာဒီလိုပဲခမည်းလိုကြုတ်လိုလူမျိုးဟာမိကိုဝေးဝေးကရှောင်မခမည်းမိအကြောင်းမသိဘူးကျွန်တော်သိတယ်မိဟာတိတ်တဆိတ်ပြက်စီးနေတဲ့မိမလှလေးပဲမိဟာပညာတယ်လို့ပဲလူကိုသူ့အလားသူ့မာယာနဲ့ပြူစားနိုင်တယ်ပြီးတော့မိနဲ့ရင်းရင်းနှီးနှီးတွေ့မိတဲ့လူတိုင်းဟာဒုက္ခရောက်ရတာကြီးပဲခမည်းမိကိုစိတ်ထဲမှာမထားပါနဲ့တော့ကျွန်တော်ဒါသတိပေးတာပဲကျွန်တော်လည်းမိလူတွေတဲကတယောက်ဖြစ်ခဲ့ဘူးပါတယ်ဒါကြောင့်သိတာပေါ့ခုတော့ကျွန်တော်မိကိုကြောက်တယ်ကျွန်တော်ဒီစကားပြောသူကိုဆွဲထိုးရမလားမိတို့နောက်ပဲပြစ်လိုက်ရမလားဟုတွေး၏ထိုလူကိုသာစိုက်ကြည့်မိသည်ကျွန်တော်မျက်နှာသာမှောင်ရိပ်ထဲမှာမရောက်နေခဲ့လျင်ဒါမှမဟုတ်ညသာမဟုတ်ပဲနေကင်လင်းလင်းဖြစ်ခဲ့လျင်သူသည်ကျွန်တော်မျက်နှာအမူအရာကိုမြင်ကစကားရှင်တက်၍မြ мян ထွက်ပြေးလိမ့်မည်ထင်၏မိမှာပုံတွေများကြီးရှိတယ်လူတစ်ယောက်ကိုပုံတစ်မျိုးပြောတာပဲလူတိုင်းယုံတာပဲလူတိုင်းဟာသူ့နောက်ကိုတကားကောက်လိုက်တယ်ဒီထဲမှာသူရွေးတာပဲဥပချစ်လိုလူမျိုးပေါ့သူ့ကိုအဆဆရရမှာဖောဖောပန်ပိုးနိုင်မဲ့လူဆိုပါတော့အစုံတော့ဗျာမိဟာဒီလိုလူမျိုးနဲ့တွေ့ပြီးမိမတွေကြောက်တဲ့ဟာဟူသမျှကိုရှောက်လို့တယ်ဒါပဲမိမပုံတွေများကြီးစီတယ်ဆို၍တခါမိပြောပြဘူးတာတတိယပါသည်မိသည်မွေးပီပီချင်းမိဘများသေးကုန်သဖြင့်မြင်ပင်မမြင်ဘူးလိုက်ပေဆွေမျိုးလည်းမရှိရှိလည်းမဆိုင်မိသည်ခရစ်ယာန်ဘာသာဝင်နဲ့မေတ္တာရှင်ကျောင်းမှာနေရ၏ဆယ်တန်းအောင်၍ကျောင်းထွက်သောမိလက်ထက်တွင်ငွေအစိတ်သာရှိသည်မိသည်အလုပ်တစ်မျိုးပြီးတစ်မျိုးရှောက်လောက်သည်အုတ်ထင်းသူမရှိသဖြင့်စော်ကားလိုသူများ၏ရန်ကိုယွန်ကအလုပ်တစ်ခုမှတစ်ခုပြောင်းပြေးရသည်မိသည်စိတ်ညစ်လွန်သဖြင့်ရှုပ်လာသောရန်ကုန်မြို့ကြီးဝဲတညာလုံးထင်ရမြင်ရလျှောက်သွားနေသည့်အခါရှိခဲ့ဘူးသည်မိသည်သူ့အကြောင်းကိုပြောပြစဉ်ကအတန်သည်ခါတိုင်းလိုချိုးမြမနေပဲအနားဆက်သည့်ပကံအတန်လိုအကွယ်နာကြည့်နေ၏ပြီးတော့သူ့ကောင်းကိုကျွန်တော်ပခုံးမော်တင်ကရှာ၍နေသေးသည်မိစပင်ကလေးများပြီးကျွန်တော်ဘားပင်ကိုလာ၍ပုတ်သက်စဉ်တတိလက်လွတ်မဖြစ်အောင်အထင်းကြီးထိန်ခဲ့ရပါသေးသည်ခမရတီးတဲ့မိပုံကဘလို့လဲဟုကျွန်တော်ကမေးလိုက်၏မိကိုငန်းငန်းကလေးကလေးကအင်္ဂလိပ်မဒလားရှင်ကျောင်းမှာအပိုင်အပ်ထားတဲ့သူကျောင်းထွက်တော့မအေးနဲ့နေရာမှပထွေးရန်ကြောက်လို့တယောက်တည်းနေရတဲ့ကလာတတိတယောက်စီအလုတ်လောက်တာကလာကကြာသမားရတယ်ဗျာဒီကသွားရပြန်ပြီးဆရာမလုပ်တယ်ဆိုလားကျွန်တော်နဲ့မိတွေ့ကြတဲ့အချိန်တုန်းကမိကဝလုံတယောက်နဲ့ယူတော့မလို့ပဲခုတော့ဥတမောင်စီမှာခုလူတွေပြောနေကြတာတော့မိဟာဥတမောင်ရဲ့ခြေတော်တင်းနဲ့ဗျခမရထွက်သွားပါဟုကျွန်တော်ကလူသက်ချင်းသိစိတ်ဖြင့်အော်လိုက်၏ခမရဘာဖြစ်သွားတာလဲကျွန်တော်တခုမှလည်းမပြောဘူးခမရကောင်းဖို့စေတနာနဲ့ပြောတာခမရထွက်သွားထိုသူကဆောင်ကန်းလုံနေရာကျွန်တော်ဒီဂုတ်ပိုးမှဆောင်ဆွဲပြီးလက်တာကန်းမှနေ၍အတွင်းသို့တွန်းသွင်းလိုက်၏ယခုမိဤလက်ရှိအလုံးမှာတရေဥတမောင်၏စကရီတေရီလှုပ်ချင်းဖြစ်၏မိသည်ဥတမောင်အိမ်တွင်ပင်နေထိုင်၏ဥတမောင်မှာမိမဘက်တွင်နမကျော်ဖြစ်လေရာမိလိုအလားကလေးကိုတလ250အလကားပေးပြီးအိမ်ခေါ်ထားသည်မှာရွတ်တုချင်းမဟုတ်ပေကျွန်တော်သည်ဥတမောင်ကိုမုန်း၏သူစာရိတ္တကိုပြသည့်ထူအမ်းမဲ့ရွယ်သောနှခမ်းကိုမုန်း၏သို့သောသူသည်မျက်ခုံးမျက်လုံးကောင်းကောင်းနှာခေါင်းချွန်ချွန်တက်တက်ရဲရဲဝစားတတ်၏သူရုပ်သူပစ္စည်းသူကိုယ်သူအထင်ကြီးသူဖြစ်လေရာဘယ်တော့မှလမ်းပေါ်ကအဖော်စားမိမများနဲ့မဆက်ဆံပေပြီးတော့လူတစ်ယောက်ဟာပါလဲပါမယ်ငွေလဲရှိမယ်ခေပညာလက်တက်မယ်ဆိုရင်အထက်တန်းစားဆိုသူများတဲ့ကလင်းရှိအပြူတစ်ခုလက်အပြူမုတ်ဆိုးမအပြူအပြူတန့်တန့်စသည်များကိုသူ့လိုချင်တဲ့နည်းမျိုးနဲ့ပဲရနိုင်တယ်မဟုတ်လားဥ
ဥတမောင်နဲ့မိသည်အများပြောလဲပြောစရာရင်းနှီးလွန်၏သို့သောကျွန်တော်မိကိုပထမဆုံးစတွေ့စဉ်ဥတမောင်ကိုမျက်နှာကြီးပြက်နေအောင်ထားခဲ့ကကျွန်တော်နှင့်စုလေဖျားဘက်ထွက်လာသည်ကိုတွေးမိသောမိဟာဥတမောင်ကိုမုန်းတယ်မိသိတယ်ဥတမောင်ကိုအလုပ်ရှင်မို့အလိုက်အထိုက်နေရတာဟုအကောင်းဘက်ကလှက်တွေးလိုက်၏ဟိုတယ်တွင်17နာရီခွဲသည့်အထိမိကိုစောင့်ပါသေးသည်မိပြင်းမလာပါမိဟာအိမ်ပြန်အိတ်နေပြီဆိုရင်တော့ကောင်းပါရဲ့ဒါပေမဲ့ဥပချစ်မိအတန်ကိုကြားလိုက်၏မိဟာကြောက်เสียလားကျွန်တော်ဒီတက်နဲ့တကူပထမအုပ်ဆုံးမိမအတွက်မောင်ကိုလေးငိုတလို့ငိုရကောင်းမလားဟုတွေးမိ၏နောက်တစ်နေ့မိုးလင်းလင်းချင်းမိထံဥတမောင်အိမ်သို့သွား၏မိရောဥတမောင်ရောမရှိဘဲဥတမောင်လူရောကလားကပြားကိုသာတွေ့ရ၏မိညကပြတ်မလာဘူးလားလာတယ်တစ်ချက်ကြောမှလာတယ်ဥတမောင်နဲ့ရန်ဖြစ်ကြတာပေါ့တထေးကမိကိုတိတ်တနာတယ်ဂယုဆိုင်တယ်မင်းကလေးဖြစ်ချင်ရဖြစ်မှာကိုတိတ်ကြောက်တယ်ကလားကသူ့အတိတ်ပဲနဲ့သူအာရပါရရေးလေ၏ထို့နောက်မျက်ခုံးတစ်ဖက်ပင်ကတထေးကအတော်စိတ်ဆိုးတယ်မိကတော့ဂယုတောင်မဆိုင်ဘူးရှင်သဘောမကျရင်အလောက်ကထွက်မယ်ထုတ်ပြလိုက်တဲ့တထေးကပဲပြန်ချော့ရသည်ကြီးတော့တယ်ဗျို့ကျုပ်ဖြင့်အတော်သဘောကျတယ်မိနေရတာဖြစ်ချင်လာတော့တာပဲကျုပ်သာမိဆိုရင်လားကလားကယွန်စရာကောင်းစွာရေပြန်၏ကျွန်တော်လည်းဘသူ့ကိုမှမသိဒေါသထွက်ကဟေ့ဒါရီမကြားချင်ဘူးခုသူတို့ဘယ်မှာလဲဘယ်သွားလဲနှစ်ယောက်တူသွားတာလားဟုဟောက်လိုက်၏အိုးသူတို့ဘယ်သွားတယ်ဆိုတာပြောလို့ဖြစ်မလားနှစ်ယောက်ထက်သွားတာကိုခမရကလိုက်ပြီး3ယောက်မလို့ချင်ပါနဲ့သူတို့ဘယ်တော့ပြန်လာမလဲမပြောတတ်ဘူးကျွန်တော်ဒီကိုင်သာရိုက်လိုက်ချင်သောစိတ်ကိုချိုးနှိမ်ကဒေါသကိုတပ်ပြင်းအဖြစ်သို့ပြောင်းလဲမော့ထုတ်လိုက်ရင်ကဲကွာဒါဖြစ်ရင်သူဒီလိုသွားတဲ့အခါဘလောက်ကြာတတ်တယ်လဲခါတိုင်းဟုတနည်းလဲပြီးမေး၏မိဟာဥတမောင်စကရက်ထရီပဲသူပဲသွားဘလောက်ကြာမိကအမျက်တူနဲ့ရှိရမှာပေါ့တရလဲကြာတတ်တာလည်းရှိတယ်တလားလဲကြာတတ်တာလည်းရှိတယ်ဒါပေမဲ့ဒီတစ်ခါတော့သိမကြပါဘူးအလုပ်ကိစ္စနဲ့သွားတာမှမဟုတ်ပဲအပျော်သွားတာပဲတပတ်ခါလောက်တော့ပြန်လာကောင်းမယ်တူပါရဲ့ကျွန်တော်ဒီဘာကိုမှမမြင်တော့ပဲခေါင်းအောက်ဆိုင်ခါထွက်အလားလူဘာဝတိကလာဤအော်တန်ကိုခက်တဲ့ကြားရပါသည်သို့တော့ပြန်ပြီးသက်ချင်စိတ်လည်းမရှိတော့ဟဲ့နွားမိကိုမုန်းသည်ဟုကျွန်တော်ပြောခဲ့ဘူးပေသည်သို့တော့ကျွန်တော်၏အမုန်းသည်မိကျွန်တော်တယောက်အနာသာကတ်နေစီလိုသည့်အမုန်းမိဘသူကိုမှတစ်ချက်ပြန်လှည့်မကြည့်စီလိုသည့်အမုန်းမှန်အခုသိပါပြီမိသည်ကျွန်တော်ကဟန်လောက်မနေရှက်မနေတော့ပဲမင်းနဲ့ငါယူကြစို့ကွယ်ဟုသဘောတည့်ရောက်သည့်စကားများကိုပြောလိုက်သည့်အခါသူပြုံးနေကြမထီတရီအပြုံးကလေးကိုပြုံးလိုက်၏အင်းလိုလဲကောင်းမငြိမ်ဟင်းအင်းလိုလဲမငင်းကျွန်တော်ဒီမိကိုနှောက်ရှက်၏မိဘသူနဲ့တွဲနေအတင်းဝင်ပြီးဆွဲခေါ်လာ၏ပထမတော့မိကညှင်းဆန်၏ထေပြုံးပြုံး၏ရှင်ကဘာဆိုင်လို့လဲဟုမေး၏ဒီခါများတွင်ကျွန်တော်ကဘာဖြစ်လို့မဆိုင်ရမှာလဲကိုကမိကိုယူမဲ့သူတို့ကမိကိုအပေါ်စားလို့စိတ်ထဲကထားတာရှင်တိတ်လိုက်မိကတွေ့ရလူကိုဆွဲကနင်းညမရှောင်သွားချင်ရသွား၏ကျွန်တော်ကမလျှော်ပဲမိအနေရတွေကိုဖဲ့ပြစ်၏လက်သီးကိုမကြခဏအသုံးချရ၏ကျွန်တော်မျက်နာမေယိုစသည်တို့သည်လည်းမကြခဏဖူးယောင်ရ၏မိသည်ကျွန်တော်ဘက်နေသူတို့ဘက်ကနေမိကိုကျွန်တော်အစွမ်းကုန်ကာကွယ်ပါ၏တခါမူမိသည်မျက်နှာကလေးမတမယာနဲ့ကျွန်တော်နောက်သို့ပါလာ၏မိတော့ဖြစ်ချင်ရာတွေဖြစ်ကုန်တော့မယ်မိအရင်တုန်းကမိထင်ရာတွေလောက်ခဲ့ပေမဲ့ခုမလောက်ပါနဲ့တော့မိအတွက်ကိုဆွေရှိပါပြီကိုဆွေကိုလက်ထပ်ပါဆိုတော့လည်းမဟုတ်ပြန်ဘူးတဲ့မိဟာဒီလိုနေရတာတိတ်ပြောသလားဒီလိုလောက်ပုံတွေနဲ့မောင်ကိုလေးကိုလည်းတက်ခဲ့ပြီနော်ကိုဆွေတို့လိုတကယ်ချစ်တဲ့သူများဟာဟိုဥပချစ်တို့ဥတမောင်တို့လိုလူတွေနဲ့ပြိုင်းနေရတာမသိမှာဘူးသူတို့မှရုံမှကျင်တဲ့စိတ်သာရှိတာပဲမင်းနဲ့ဝေးရလို့များကိုဆွေတို့လိုယူကြံခဲ့မှထင်သလားဝေးလိုက်လေမိရဲ့ကျွန်တော်ဒီညညူရာကဒေါသထွက်ယွန်ရှားလာကမင်းဟာလဲစားနေတာပဲကိုလေးနဲ့ကြတော့တမျိုးငါကြတော့တမျိုးဟိုလူတွေကိုတမျိုးလောက်နေတာပဲမင်းဟာဂျင်မဲဟုပြက်ပြမိလေသည်မိကဘာလို့ရမှန်းမသိတော့အမူအရာဖြင့်တွေ့ဆိုင်ခါနေရမှကျွန်တော်ချေရင်မှထိုင်ချကအိုးမိဘာဖြစ်နေတယ်မသိဘူးထင်ရရမ်းကျင်တဲ့ယောဂမိမှရှိတယ်
ကိုဆွေမိသေးကနေမှုကြောင်ကရန်ဖြစ်နေတာလားမသိဘူးဟုတ်ငိုလိုက်၏ငါတော့ချစ်မုန်းပါတယ်မင်းဟာငါနဲ့ကြာရင်ငိုတယ်ကိုလေးနဲ့ကြာတော့သူငိုတာကိုမင်းပြုံးတယ်မီဟာယောက်ျားတစ်ယောက်ကိုအကြောကြံမှုတော့ထိတ်တန်းကပဲမီကနာသွားသည်ထို့ကြောင့်ထားလိုက်ကကျွန်တော်နဲ့ရှင်ပြီးရက်သည်ကျွန်တော်မျက်နှာကိုမီကရဲလဲတော်မီဟုပင်ထင်လေသည်အကြောကြံမို့ဟုတ်လားနေပါအောင်ခုဘသူကိုချစ်တယ်ပြောနေတာပါလေဥတော်ဆွေမိကအကြောကြံမဲ့စိတ်ကူးပြီးကိုဆွေကိုများချစ်တဲ့တခွန်းပြောဘူးတလားမိဘသူကိုမှမပြောဘူးမချစ်ဘူးလူတိုင်းကိုမုန်းတယ်ဒီတခါနာသူကတော့မိမဟုတ်ချေကျွန်တော်ဒီဂယုမထားသလိုဟန်ဆောင်လိုက်၏ပြီးတော့မိကိုရေပြစ်ချင်စွာတေးသေးချာချာကြည့်၏အိုးကိုဆွေဒီလိုမကြည့်ပါနဲ့ကိုဆွေတက်တီကောင်မှန်သိပါတယ်မိဘာဖြစ်ဖြစ်ကြည့်နေနိုင်မှန်သိပါတယ်မိကကျွန်တော်လက်ပေါ်ရဲရံကြကငိုယိုရင်မူးဝင်နေသူပမာတလုံးချင်းပြောသေး၏မိကအကြောမကြံရပါဘူးကိုဆွေရဲ့သူများကြံတာမိခံရတာပါအိုးမိဘလို့ပြောရမှာလဲမိယောက်ျားတစ်ယောက်ဘလို့ရုံမာတယ်ဆိုတာသိခဲ့ပြီးပါပြီမိចောင်းထွက်စအသက်ငယ်ငယ်လေးတုန်းကတွေ့ရဘူးပါတယ်မိအဲ့ဒီကလေးကရမ်းကားခဲ့တယ်အရက်ဆိုမမိုးရန်တောက်တယ်ကစားဝိုင်းတကာရောက်ဖူးတယ်ယောက်ျားတကာနဲ့တွဲတယ်ဒါပေမဲ့တခါကနှစ်ခါအနက်မခံဘူးသူတို့ဒုက္ခရောက်ရုံမိလောက်တယ်မိဟာကြားနာပဲမိမြင်ရလူကိုဒုက္ခပေးခြင်းနဲ့သူတို့ကိုသနာเสียလားမိကိုမကောင်းကြံနေတာတွေသူတို့ကြောက်တဲ့ကြရင်မိကတော့ဝမ်းတာလိုက်တာဒါပေမဲ့လေးလိုလူကိုတော့မိမရက်ဆက်နိုင်ပါဘူးလေးကိုမိတကယ်သနာပါတယ်အိုးမိမအသက်နှလုံးမရှိတော့ဘူးလို့ထင်သလားကျွန်တော်ကမတုံလို့ပဲအေးဆေးစွာခတ်တာကမိတော်ဆွေဟာကိုလေးမဟုတ်ဘူးမိစကားတစ်လုံးပြောရင်ပြောင်းနေတာလားလို့ကိုလေးကတွေးတယ်ငါကတော့ဟန်ဆောင်နေတာလားလိမ့်နေတာလားလို့တွေးတယ်အဲ့ဒါကိုလေးနဲ့ငါကွာတာပဲမင်းဟာတိတ်မော့တယ်ကိုလေးအပေါ်ငါဘလို့စိတ်မျိုးထားတယ်ဆိုတာသိတော့ကိုလေးအပေါ်တနာပြတယ်သူတော်ကောင်းကြီးပဲမိသည်ကြက်သေးသေးသွားပြီးမှမျက်ရည်များကြားကပြုံးကမျောလင့်ချက်ပြက်ပြားသွားသလိုခေါင်းခါလေသည်မိသည်နောက်တစ်နေ့တွင်ချောင်းဆိုးပြီးအိပ်ရာထဲလဲပြန်၏ကျွန်တော်ကမိကိုဥတမောင်အိမ်မှာမနေစေပဲဆေးရုံသို့ပို့၏မိသည်ညကကျွန်တော်ပြန်သွားပြီးသည့်အချိန်ကစ၍အေးတဲ့မိုးလင်းသည့်အထိထိုင်းနေသည်ဟုဥတမောင်ကပြောပြ၏မိသည်ဝေယနာမှာကလထိုင်တစ်လုံးနှင့်ထိုင်၏အိမ်ထဲဝင်ဖို့ပြော၍မရပလက်ကလထိုင်ပြီးလဲရွှေ့မထိုင်ဆောင်ပြီးလဲမချုံမဲနေသည်မိုးလင်းသောမိတကူလုံးသည်ရေခဲလိုအိတ်ဆက်ခါသွေးချောင်းသာစိုးကနေလေသည်ဒီအထဲမှာတောက်လိုက်တဲ့စီကရက်ဒါကိုမဖြစ်နိုင်လျင်အသက်သွမည်ဟုဆရာဝန်ကပြောသည်ကိုမိကအားကြီးကိုသဘောကျနေပေသည်မိတီကြားနာမှာတကယ်ကြားနာသူအမိသူပြန်ခဲနေပြီးလောကမှာမိတီဂျိုးကောင်းတက်ဘသူကိုမဆိုမွေသည်သူကိုယ်သူပါကောင်းချိုးမပေးကျွန်တော်ကမိတောက်နေသောစကရက်ကိုယူလွှင့်ပစ်သည့်အခါမိတီသမျိုးကလေးပြုံးရှာ၏ကျွန်တော်လည်းသူ့အပြုံးမှာမူးနောက်တလူလိုဖြစ်သွားကကိုလေးနဲ့ဖြင့်တူပါလာပြီဟုကိုထင်မြင်လိုက်ပေသည်ကျွန်တော်သည်မိသေးရင်ငါမနေတော့ဘူးဟုတွေးလိုက်မိသောကြောင့်ဖြစ်၏မိစေးရုံကဆင်းလာသည့်အခါကျွန်တော်သည်တยุတရတဲ့သာယူရနေမိသည်မယူရပဲနေနိုင်ပါမလားမိစေးရုံတက်ရတာဟာကျွန်တော်ကြောင့်ပဲမိမအသက်နှလုံးရှိသည်ဆိုတာကိုကျွန်တော်ယုံမိမိ၏အသက်နှလုံးသည်ကျွန်တော်လုံးဖြစ်ခြင်းဖြစ်မည်ဟုအထင်ကြီး၏ရက်ဆက်သည်ဆိုခြင်းဆိုပါမိစေးရုံတက်ရခြင်းကိုကျွန်တော်ကျင့်တတ်၏မိလုံပုံကိုသဘောကျလျက်ရှိ၏မိစကားတခွန်းပြောလျင်လဲအရင်လိုတန်တရာမပွားတော့မယုံကျင်စရာမကောင်းသောမိလက်ကလေးဖြူဖြူကိုစုပ်ကိုင်းကထိုအထီးတွေ့ဖြင့်တုံလို့လာသောစိတ်ဖြင့်မယုံနိုင်ခြင်းကိုမေ့ပြလိုက်သည်မိကမူတိုင်းထက်အလွန်မတုံမလို့ပမာမခန့်နိုင်လာ၏ကျွန်တော်ကမီဟုတရောတော်ပါဖြစ်သည်များကိုခါထမပြတ်အေးဆက်ပြုံးပြီးကြည့်တခါအောင်တက်ဖြစ်စရာတရားကြသည့်ပညာရှိဟန်နှင့်ခေါင်းတငိမ့်လှုပ်သေး၏ကျွန်တော်ကိုရှိသည်ပင်မအောင်မေပဲမိဖြစ်ချင်တယ်လို့ဖြစ်၏စီကရက်ကိုအနားမရှိတောက်၏ထို့နောက်ယောက်ျားတစ်ယောက်ကိုဆွဲခေါ်ကဘားတူသွား၏ထို့နောက်ဘရန်ဒီဖြစ်ဘီယာဖြစ်မာကတောက်၏မူ၏
ထို့နောက်ဘာဖြစ်တယ်လဲမသိပေတီလဲမသိချင်းကျွန်တော်စိတ်ညစ်လျင်ကိုဆွေရဲ့မိကိုမုန်းလိုက်ပါမိဟာဘလောက်မကောင်းတဲ့မိမစားလဲဆိုတာသိပြီမဟုတ်လားမုန်းလိုက်ပါဟုမိကတိုက်တွန်းမိကျွန်တော်ကမိကိုထင်တန်းဖြစ်ပါစေဟုပြစ်ထားကဇပွဲမှာထိုင်ခိုင်းလျင်ပရမအစ်ပနအင်ပဲရစ်နန်ကလေးရမည်ပတတော်အစ်ဆက်လက်ကလေးပခုံးမော်ကြလာမည်မိမျက်နှာကလေးတစ်ဝက်ပပြနာသို့ကပ်လာမည်ကျွန်တော်ဒီခါများတွင်ပြုံးကနေထကမီကိုဆွေကိုတနေရနဲ့ပြီးတော့လေကားအရှိကြီးပါတဲ့အိမ်မက်အကြောင်းစာရေးပေးပြီးသိတော့မသိခိုင်းပါနဲ့ကွယ်ဟုပြောမိသည်မိသည်မျက်နှာပြက်သွားတတ်၏အော်ကိုဆွေကအစာမိဘမှာမရှိဘူးနော်ကိုဆွေဟာလေးဘက်ကတိတ်နာနေတာကိုဟုပြောကကမန်းကရန်ထွက်သွား၏မိဟာကျွန်တော်ကွယ်ရမှာငိုရအောင်ထွက်သွားတာပဲတညနေမှာမိကိုတွေ့ကျင်၍သူသွားနေကြဟိုတယ်သို့လိုက်သွား၏စပွဲတစ်ခုမှာမိကိုအလေကထား၍ဥပချင်းနှင့်ဥတမောင်တို့ထိုင်သည်ကိုတွေ့ရသည်ဥပချင်းနှင့်ဥတမောင်တို့သည်လူကြားကောင်းသောရန်စကားများကိုပြောနေဟန်တူ၏ဘာပဲဖြစ်ဖြစ်မျက်နာကအသွင်တံကိုမဖုံးနိုင်ပေမိကကလေးငယ်ပမာအပြစ်ကင်းစင်သည့်မျက်နာဖြင့်ပြုံး၍နေ၏ကျွန်တော်ကမူအပြုံးဤနောက်ွယ်ကရက်ဆက်သည့်အရေးကိုလှမ်းမြင်သည်ခဏကြာသောဟိုတယ်တို့ထုံးစံအတိုင်းတရောင်းကဒုံတိုင်းနှင့်စူညံပုတ်သက်ကြ၏အရက်ပလင်ချင်းရိုက်တံဖန်ကွက်ကွဲတံကလထိုင်ဖြင့်ပေါက်တံစသဖြင့်ရုပ်ရှင်စတန်ကားဆန်းလာ၏ဥဒမမွေးထားသည့်လူမိုင်များနှင့်ဥပချစ်ဤတပည့်ပလိများရန်ဖြစ်ကြသည်အကြောင်းရင်းကတော့ထင်ပေါ်လွန်းလာပါသည်ဥပချစ်ကရန်ဖြစ်သူများထံသွားကားဖြင့်၏ဥဒမောင်ကသတိမပြုခြင်းဟန်ဆောင်တော်လဲသူ့လူများကိုမကြောက်နဲ့ဟူသောအတိတ်ပဲဖြင့်လှမ်းပြီးခေါင်းငယ်ပြ၏မိကမူဘာကိုမှမမူပဲအေးဆေးဆေးပင်စားတောင်မြဲစားတောက်နေသည်မိမတုံမလို့သည်ကိုကြည့်ကကျွန်တော်ရင်တွင်ကြက်လာ၏ကျွန်တော်ဘေးကအင်္ဂလိပ်အိမ်ကဒရိုင်ဘာလိုပြီးလက်ပြန်လိုတယောက်ကပေါင်မုံကိုတစ်ချက်ပြီးတစ်ချက်စားရကဥပချစ်နဲ့တထေးဥတမောင်ဖြစ်ကြပြန်ပြီခမရနားသာထောင်းနေဒါနဲ့မဆုံးသေးဘူးမဲ့အရင်ကန်တရခံကြည့်မလားဟော့ဟိုမှာမိတဲ့ဟုမိကိုမင်းငေါပြကကျွန်တော်ကိုမျက်စိတစ်ဖက်မှိတ်ပြ၏အဲ့ဒီမိမဟာလေမိအကြောင်းကိုသူများပြောတန်ကြားရတာများလာပြီကြားရတိုင်းကျွန်တော်စိတ်မသက်မသာဖြစ်ရ၏ထို့သူဘာမှထပ်ပြောဖို့မလိုပါလုံလောက်ပါပြီကျွန်တော်ဒီတော်ပြားဟုငေါ့ပြလိုက်၏ဥပချစ်ပြန်လာတော့မိနှင့်ဥတမောင်တို့မရှိတော့ပြီထသွားသည်ကိုကျွန်တော်မမြင်လိုက်ဥပချစ်ကအန်တချက်ချိတ်ပြီးအခန်းပြင်သို့ထွက်သွား၏ကျွန်တော်လည်းမယောင်မလဲလိုက်၏ဥတမောင်ရောမီရောဥပချစ်ရောရက်နေကြသည်ကိုတွေ့ကတကားဝမှသူတို့ကိုကြော့ပစ်၍ရက်လိုက်၏ခမရတို့လစ်ပြေးတာကိုဗျဥပချစ်ရဲမောမောအတန်မိကကြောက်လို့တယ်ဗျဥတမောင်ဤစင်ကြီးမိကြောက်တယ်မပြောပါဘူးဟုမိပြောတန်ကိုကြား၍သူတို့ဘလို့ဖြစ်နေမိကိုလှည့်ကြည့်ခြင်းလာ၏ဥပချစ်ကကျုပ်တို့၃ယောက်ဂလုတ်သွားမယ်ပြောတာနော်နှစ်ယောက်ထက်တော့မသွားပါနဲ့ကျုပ်လည်းကြည့်ကြင်ပါသေးတယ်ဟုခက်ရွှင်ရွှင်ပြောတန်ကိုကြား၏ခမည်းကြည့်ရင်လက်မှတ်ဝယ်ပေးပါမယ်ဗျာတညာလုံးယုံထဲကမထွက်ပါနဲ့တယုံပြီးတယုံဆက်ကြည့်ပါကျွန်တော်တို့ကတော့မကြည့်ပါဘူးမိကကားလျှောက်စီးမယ်ပြောတယ်ဥပချစ်ကတော့မျက်မှောင်ကုတ်သွားမှာပဲဥတမောင်ကမဲ့ရွယ်ပြီးနေမလားဤတို့သွေးမိကမိသည်ကျွန်တော်ဘေးနာသို့ဖြုတ်ခနဲပေါ်လာ၏လာပြေးရအောင်မီနဲ့ကျွန်တော်ဒီအခန်းသွင်းသို့ပြန်ဝင်ကဟိုတယ်ဘေးပေါက်မှခတ်တုတ်ဆင်း၏မြင်းရထသစီပေါ်တက်ခါအမြန်မောင်းခါရင်ဘေးကတရုတ်ကကလေးများကိုကျွန်တော်ပိတ်၏မိကမပိတ်ပါနဲ့ဂယုဆိုင်လို့ဟုပြော၏မြင်းရထလည်းအတော်ပြေးသည်ဟိုတယ်သည်နောက်မှကြံခဲ့၏ဥပချစ်တို့နှစ်ယောက်လည်းကြံခဲ့ပြီထိုးတက်နေမလားသို့တော့နှစ်ယောက်လုံးသည်ပြောင်းရန်ဖြစ်လောက်အောင်မိုက်ကမ်းမီမဟုတ်ပေနှစ်ယောက်လုံးကြော်ကြားသည့်လူကြီးလူကောင်းများဖြစ်ပေသည်နွားကြီးနှစ်ကောင်မိသည်ဤသို့ရေရွတ်ကဝမ်းသာအားရရေ၏ကျွန်တော်လည်းရောင်ရမ်းကောင်းငိမ့်ကမိကိုငေးမောပြီးကြည့်၏မိရဲ့ကိုဆွေကိုလက်ထပ်ပါတော့ကိုဆွေတို့နှစ်ယောက်ရန်ကုန်ကထွက်ပြီးတောတဲ့တောင်နဲ့တွားလဲကြရအောင်ဟုကျွန်တော်ကပျော့ပြောင်းစွာအောက်ကျခံ၍တောင်းပန်လိုက်သည်မိကဘာလုပ်တယ်လဲမိကပြောင်းချောရဲကတော်တဲ့တောင်နဲ့ဆိုတော့အတော်ပြောစရာကောင်းမှာပေါ့နော်ကိုဆွေဒီလိုပြောပြီးစကရက်မီကိုနဲ့ကျွန်တော်မျက်နှာကိုမှုတ်ပတ်လိုက်၏ကျွန်တော်ကမသိလိုက်မသိပါသာပြောရအောင်ပေါ့မိလက်ထပ်ပါလို့ဆိုတာမိက
ဟင်းအင်းဟုရှင်းရှင်းပင်ညင်း၏ကျွန်တော်ကမိရဲ့ကိုဆွေကိုဒီလောက်ပဲမုန်းသလားဟုမချစ်မဆက်မေးလျင်မိကကျွန်တော်တဆင့်ကြားခဲ့ဘူးသောအဖြေကိုဖြေ၏မမုန်းပါဘူးမချစ်ပါဘူးကျွန်တော်ဤခေါင်းတွင်သို့အကြောက်ဝင်လာပြီးမိကိုငေးချစ်မိသည်မိကဒါကိုကျင်းနှဟန်ဖြင့်ချိုမြစွာပြုံးလိုက်၏စနေတညမှာမိထံမှဥတမောင်ဆုံးပြီးအမြန်လာပါဟုအတိတ်ပဲရသောစာတစ်စောင်ရ၏အချိန်မှာတနာရီကျော်ပြီစာမအရေးတကြီးလွတ်လိုက်သဖြင့်ချက်ချင်းထပြီးသွားရသည်ရောက်တော့အိတ်ခမ်းတွင်ဝဲကရင်ကိုကန့်လန့်ဖြက်ခါလဲလျက်တေဆုံးနေတော့ဥတမောင်ကိုတွေ့ရ၏ညအဝတ်အစားကိုဝတ်ထားသည်လက်တွင်တက်ကလက်လက်အိတ်ဆွတ်ထားသည်ဘယ်လက်မှတနက်ကိုခက်ရွ့ရွ့ကင်ထား၏ညာဘက်ရင်ဘက်မှသွေးများခဲနေသောတနက်တန်ရာရှိသည်ကျွန်တော်ဤဘေးတွင်မိသည်ရင်ကလေးပင်ကဥတမောင်အလောင်းကိုတလဲပလိမင်းကြီးကိုတလဲကျွန်တော်ကိုတလဲလက်ပတ်ခါကြည့်နေလေ၏လူယုံကလကပြားမှာအိမ်ထဲဝင်လိုက်အိမ်ပြင်ထွက်လိုက်ဖြင့်ပြရာခတ်နေ၏အစီကံများမှာအိမ်ရှိတွင်ကြောင်းရွတ်တုံလုံနေကြသည်ဥတမောင်ကဘာကြောင့်တက်သေးပါလဲဒီလိုလူစားတက်သေးသည်ကိုကျွန်တော်မယုံနိုင်ဖြစ်မိ၏ဥတမောင်သည်ပြည့်ပြည့်စုံစုံချမ်းချမ်းသာသာနေသူဖြစ်ပြီးအင်မတန်တက်တိကြောင်ပေသည်ကျွန်တော်သည်ဥတမောင်သည်နေပုံစံကိုစစ်စစ်ဆက်ဆက်ကြည့်ရင်းကဂရင်ဤအနောက်ဖက်ခြေထောက်အနီးမှောင်ရိပ်ကြကြမှာပလဲရင်တို့ကလေးတစ်ခုကိုရေးရေးမြင်ရ၏စုံတော့မလာခင်အခြေလက်မပြတ်အောင်ထိုရင်တို့ကလေးကိုကောက်ရသည်မှာမလွယ်လှချေဒီအမှုကိုမိမိကိုယ်ကိုတတ်သိမှုဟုမိကတိုင်၏ပလိမင်းကြီးကစစ်စရာမေးစရာများကိုစစ်မေး၏ဒီအတွင်ကျွန်တော်ကားကအရေးရှိလျင်ပြက်ပြီးဟူသောအငီးနှင့်ဆိုရစုံတော့ရောက်လာ၏စုံတော့သူထုံးစံအတိုင်းကြည့်၏သူသည်မိတိုင်ချက်ကိုဂယုမဆိုင်ပေမိဤပြပြပြောင်ပြောင်အဖို့တောင်ဝယ်စားများသည်အခြေအနေနှင့်မလိုက်ပေမိသည်ယခုမှဟိုတယ်ကာပွဲကပြန်လာသည်သူသည်အိမ်ကအခေါ်လွတ်မှပြန်လာကအားလုံးသိရသည်မိသည်ဤသို့ကျွန်တော်အားပြောပြနေစဉ်ကျွန်တော်သည်မိမျက်နာကိုသာစိမ့်စိမ့်ကြည့်နေမိ၏ထို့နောက်မိသည်အဝတ်သွားလဲ၏စုံတော့ကစစ်စစ်ကြည့်ရှုပြီးတော့ကျွန်တော်နဲ့ပလိမင်းကြီးကြားတွင်လာရက်ခါဒါဟာလူတက်မှုပဲဟုတထစ်ချလေးနက်စွာပြောလေသည်ကျွန်တော်သည်၈နာရီအိတ်သွင်းမှရင်တို့ကလေးကိုရောင်ရမ်းပြီးစမ်းသပ်လိုက်မိ၏စုံတော့ကိုလည်းဆွဲထိုးခြင်းလာ၏မိခုရှိနေလျင်ဘလို့နေမလဲဟုတွေး၏သို့တော့မိစင်းလာသည့်အခါကျွန်တော်ကလူတက်မှုဖြစ်ကြောင်းပြောလျင်မိကအိုးဟုအံ့ဩသွားယုံထက်ဘာမှပုံမဖြစ်ချေနောက်တစ်နေ့တွင်ဥပချစ်ကိုဖမ်းလိုက်၏ကျွန်တော်ကိုလည်းစောင့်ကြည့်နေ၏မိလည်းမအားရဥဒမောင်၏အမှုသည်ကျင်းနဲ့ဆရာမရှိရှုပ်ပွေ၏တေသည်ညကတနတ်တန်ပင်မကြားကြတေပြီးအတော်ကြာမှသိရသည်အမှုသည်အနှဲငယ်ဖချလဲနေစဉ်ကျွန်တော်သည်တက္ကစီတစ်စီးကိုတနေ့တွက်ငါးကမိကိုခေါ်လာ၏ပြည်လန်းတစ်လျှောက်ဖြည်းနှည်းစွာမောင်းလာ၏မိသည်ကျွန်တော်ဘေးမှငြိမ်ပြီးထိုင်လိုက်၏ဘသူမှစကားပြောဖို့စိတ်မကူမိစိတ်ထဲဘာဖြစ်နေမိကိုတွေးမိ၏ကျွန်တော်ကမူတုံလှုပ်၍နေ၏တတိကြောင်၍လာသည်ဒီကားနှင့်ပင်လွတ်ရာကျွတ်ရာမောင်းပြေးခြင်းလာ၏မိခတိတ်ဆိတ်ခြင်းကိုထိတ်လန့်လာသည့်တပွဲပြင်းစရာကြီးဟုကျွန်တော်အားစကားပြောရန်ခိုင်းလိုက်၏ကျွန်တော်မှာဘာဖြစ်သွားမှန်းမသိပဲမိကိုသာစိုက်ကြည့်မိရာမိကဟမ်းမပြတ်အောင်သူ့ကိုယ်သူထိတ်၍နေ၏မျက်နှာတစ်ချက်ပြတ်သွား၏နောက်ဆုံးတွင်ကသူ့ပြုံးနေကြအစ်ဆက်ဆက်အပြုံးကလေးပေါ်လာသည်ကျွန်တော်ဒေါသထွက်ခါရဲလိုက်ပါမည်ပြစ်ပြီးရဲလိုက်စမ်းဟုအော်မိရာကိုဆွေဘာဖြစ်နေသလဲဟုဝမ်းနေသွားသလိုမေး၏မိဥတမောင်သေးတဲ့ညကအညစ်တထဲမဆုပ်ဘူးလားမိပလဲရင်တို့လေးကမပြောက်ဘူးလားမိသည်ဘာဖြစ်သွားသည်ကိုဖော်နိုင်ဖို့ရာစကလုံးအတော်များများသုံးရပေမည်မိသည်ကြောက်သွား၏ပြီးတော့ကျွန်တော်အာရုံမုန်းသွားပြီးအရှုံးပေးလိုက်၏သို့တော့တတိဆောင်လိုက်၏မိသည်ဝိုင်းလည်နေသောမျက်လုံးများဖြင့်ကြည်ရာကအာယူပြီးပြုံးလိုက်ရာအပြုံးသည်အမက်ဖြစ်၍နေလေသည်မိဟာကိုလေးကိုတော့တိတ်ခိုင်းလို့ရတယ်ဥတမောင်ကတော့ဒီလိုလူစားမဟုတ်ဘူးဒီတော့မိကိုယ်တိုင်ကိုထိလက်ရောက်တက်လိုက်တယ်မိငင်းကျင်အောင်ကျ
ကျွန်တော်ကပလဲရင်တိုးလေးကိုပြလိုက်ရင်တိုးဤအတွင်ဘရုံမအင်ကြီးအဆုပ်ဆကလေးသည်ညံ့မြဲညက်နေသေးသည်ရင်တိုးမှပလဲပွင့်ခိုင်ကလေးမှာကျိုးလိုကျိုးခြင်းဖြစ်နေသည်ဥတမောင်နဲ့မင်းသူ့ခန်းထဲမှာဟိုညကရှိတယ်မင်းတို့ဘာဖြစ်တယ်လဲတော့ငါမသိဘူးနှစ်ပန်းလုံးကျင်လည်းလုံးမယ်ဟာဟာပြီးတော့မင်းဟာတခုခုဖြစ်ပြီးဥတမောင်ကိုပြစ်တတ်တယ်ပြီးတော့သူ့ကိုယ်သူတက်သေးပါတယ်ဖြစ်အောင်မင်းသွေးအေးအေးနဲ့လှုပ်တယ်ငါမြင်မိသေးတယ်မိရဲ့မိမလာလာနွဲ့နွဲ့ကလေးတယောက်ဟာယောက်ျားကြီးတယောက်ကိုပြစ်တက်တနက်ကလက်ရာတွေတုပ်ပစ်တေသူ့လက်ကိုလက်အိတ်ဆွပေးပြီးတနက်ထက်ပြီးဒါမှတနက်လက်ရာမရှိတာရုပ်တိတန်မာကိုမင်းတိတ်ညံသွားတာပဲနော်အဲ့ဒီမိန်းကလေးမျိုးမိမဖြစ်ချင်ဘူးလားဘလောက်တက်တီကောင်းတယ်လဲအလောင်းကောင်ကြီးနားမှာညာကြီးမင်းကြီးတကုတ်ကိုလုံနေတာလေမိတီမျက်စိများမိတ်၍လက်ကလေးနှစ်ဖက်ကိုသူ့ပါမှာအခါဖျားဖျားဟုမပီမတတနေ၏မျက်နာမှာလည်းအိုးစားသွားကငကိုကဖြော့ရတွင်ခုဘာရောင်မှမရှိတော့ဘဲနေ၏မိကြောက်ဟန်ဆောင်မြန်မိတလိုက်တာကဘာဖျားတော့အရက်ပလင်းဆောင်တဲ့ဖျားလားစိကရက်ဘူးဆောင်တဲ့ဖျားလားကဲဒါရီတော်ပါတော့ကွယ်မင်းဥတမောင်ကိုတပ်ပုံကလေးပြော့ပြပါအောင်နားထောင်ရအောင်မိကကျွန်တော်လက်ဝါးပေါ်ကပလဲရင်တိုးကလေးကိုလူယူတော့မလို့ကြည်ရင်ကမိုးဝေသွားသလိုခေါင်းနောက်လန်သွားကကိုဆွေမိကိုပလိတ်လက်အတော့မလားဟုအားနေစွာမေး၏တယောက်အသက်ခံရရင်တယောက်ကျိုးစင်တက်ရတာပဲမိအိုးကိုဆွေရဲ့မိကိုမချစ်တော့ဘူးပေါ့နော်မိသေးမအေးမဲ့အမုန်းကြီးနဲ့ပေါ့နော်ကိုဆွေကိုချစ်တယ်လို့တခါမှမပြောဘူးတာခုပြောတော့မယ်ထင်ပါရဲ့မိမင်းဟာတစိမ့်လေလုံးတယ်နဲ့တူတယ်လဲပေမဲ့ငါအเจ้าတော့မင်းကောင်းကောင်းမသိသေးပါဘူးမင်းဟာတိတ်ရဲစရာကောင်းတယ်ရဲစရာမှတကယ်ရဲစရာကျွန်တော်ကတဟဟရဲပြရာကမိအကဲကိုကြည့်လိုက်ကျွန်တော်စကားနဲ့ရဲတန်းသည်မိကိုထိသွား၏မိမာနာကိုထိသွား၏ထို့ကြောင့်မတင်ငင်လာသောအတန်ဖြင့်ကျွန်တော်ရဲတာကိုလာပြီးပက်တင်ထက်ရန်စူးစား၏သို့သောစူးစားမှုသည်အလက်ကမိရဲတန်းသည်အာစကားပြောသလိုမဆုံးခင်ရက်တန်းမှာရက်သွား၏မိစကားပြောနိုင်သေး၏ကိုဆွေဟာဘလောက်မုန်းစရာကောင်းနေဆိုတာမိသိပါတယ်ဘလောက်များကိုဆွေကိုမိမုန်းဖို့တင်လိုက်ပါလေအိုးတေလူအောင်ကိုမုန်းပြလိုက်ဖို့တင်ပါတယ်ဟုခါတီးစွာကြီးကဒါပေမဲ့ဒါဟာမိမလုံနိုင်ဆုံးအလုပ်ပဲသူ့ကိုမုန်းဖို့ရာမိမလုံနိုင်ပါဘူးဟုတီတိုးစွာကျွန်တော်မကြားအောင်သူ့ကိုယ်သူပြော၏ဘာဟုကျွန်တော်မေးလိုက်ပြီးကိုပြန်မပြောတော့ချေထို့နောက်ကြောက်လည်းမကြောက်မှုလည်းမမှုဟန်ဖြင့်ဥတမောင်ကိုတပ်ပုံပြော့ပြ၏သူ့ကိုမုန်းတယ်တပ်ပစ်ချင်အောင်ကိုမုန်းတယ်မိကိုသူမကောင်းကြံနေတယ်မိလူဖြစ်ရှုံးအောင်သူ့ကိုကြောက်အောင်လုပ်ချင်တယ်အဲ့ဒီညကဝီစကီတောက်ပါအောင်နဲ့လားတဲ့မိကိုခေါ်တယ်ကောင်းသားပဲလို့မိကလိုက်သွားတယ်ထမင်းစားကန်းကိုသွားတာပဲသူ့အိတ်ခမ်းကိုဖျက်သွားရတယ်သူ့အိတ်ခမ်းဝရောက်တော့အတင်းဆွဲခေါ်ပြီးတကားပိတ်တယ်သူ့ပလာကြီးကိုလည်းကိုဆွေတိသားနဲ့သူကပြောသေးတယ်မိကျုပ်ကိုကြိုက်တယ်မဟုတ်လားဟဲ့လို့မနေပါနဲ့တဲ့ထွီယွန်စရာခေါင်းလိုက်တဲ့ပါစက်မိကအကြံယူပြီးသူ့အရာပေါ်လှဲလိုက်တယ်သူကတော့တကယ်အောင်းမေးတာပေါ့ဒီလိုနဲ့မိကခေါင်းအုံးနဲ့သူ့ခေါင်းအုံးကိုလှန့်အပေါက်မှာခေါင်းအောက်ကတနက်ကလေးထွက်လာပါလေရောပစ္စတိုလေးတိတ်လာတာပဲသူ့လက်ထဲမှာကိုဆွေမြင်နေမဟုတ်လားမိကပြစ်မဲ့ချင်းလိုက်တော့အမလေးသူ့မှာကြောက်လိုက်တာယောက်ျားမဟုတ်တလို့ပဲကြောက်လိုက်တာမိကိုရှစ်ခိုးမလို့ပါမလို့နဲ့တောင်းပန်လိုက်တာကလည်းစကားတောင်မပြီးတော့ဘူးမိကဖြင့်သဘောကျလာတာနဲ့ခုကရင်မော်ကဆင်းပြီးသူ့အနာကတ်တယ်သူကလက်ပတ်ပြီးပြေးတာပဲနောက်ဆုံးမိကပိတ်ထားတဲ့တကားဝါကိုကြောမီရက်ပြီးသူ့ကိုတိတ်တိတ်ချာချာချိန်နေသူကတုံးချစ်ပြီးကရင်ကိုမိရဲ့ရင်မလှုပ်လိုက်ပါနဲ့တဲ့မိရဲ့မလှုပ်လိုက်ပါနဲ့တဲ့ဟင်းကိုဆွေမိသားတည်တဲ့နဲ့မတွေ့ရင်မိကတောင်းပန်ရမယ့်စကားမဟုတ်လားဟာမိကတော့လက်ရလာတာပဲသူ့ဖြစ်ပုံကိုကြည့်ပြီးအရသာရှိလိုက်တာကိုဆွေရဲ့သူလည်းအတမ်းမထွက်နိုင်တော့ဘူးနောက်ဆုံးပြုတ်ပြဲပြီးအကြည့်မှာမိကပြစ်လိုက်တာပါပဲမိတီယခုပင်ပြစ်လိုက်ရသလိုစိတ်အားထက်သန်ကဝမ်းမြောက်ဝမ်းသာဖြစ်လာ၏ကျွန်တော်လည်းကားမောင်းရင်ထင်ရမြင်ရဝင်မဆောင်မိအောင်ကိုချော့ရပါ၏ကျွန်တော်တို့သည်အင်းလျားကန်ဆောင်သို့ရောက်ကမိကိုခေါ်ပြီးရေဆက်သို့ဆင်းလာ၏မိကမတိုက်တွန်းရပဲစကားဆက်ပြန်၏တနက်ဟာအတော်မြည်သားနော်ကိုဆွေမိဖြင့်တန်းလျားကအရှိကန်တွေပြေးလာမယ်လို့အောက်မေ့တာထ
ဒါပေမဲ့သူ့အိတ်ခန်းကသူချမ်းသာသမျှလောက်ထားတဲ့အခန်းဆိုတော့တိတ်လုံနေအုတ်ကမိကန်ကြောက်ပြားတွေတိုက်ကြီးကလည်းဟိမ့်တာနေတာပဲတော်ရုံအတန်အပြင်းမထွက်ဘူးတန်းရားကလည်းဟိုချန်စွန်းမှာမီလဲသူ့ကိုယ်သူတက်သေးတဲ့တင်အောင်ကိုဆွေပြောသလိုပဲလုပ်ပြီးအဝတ်အစားလဲပြီးဟိုတယ်ကထွက်လာတာပေါ့မီသူ့ကိုတက်တော့10နာရီလောက်ရှိပြီမီ9နာရီခွဲအထိဟိုတယ်မှာရှိတယ်ဒါကြောင့်သူတေတော့ချက်ချင်းဟိုတယ်ပြန်ပြီးလူတွေနဲ့ရောနေလိုက်တာပေါ့ဘယ်သူမှမီအိမ်ခဏပြန်သွားမှန်းသူ့ကိုတက်ခတ်မှန်းမသိဘူးပလိတ်စစ်တော့လူတိုင်းကမီဟာအိမ်ကလာခေါ်တဲ့အထိတညာလုံးဟိုတယ်မှာရှိတယ်လို့ထွက်တာကြားတယ်မဟုတ်လားမီတီကန်ရီပင်ကိုငေးနေ၏ကျွန်တော်စိတ်တီလဲဟိုဒီခုံပေါက်ခါရှိပြီးကန်ရီတီစောင်းလေအတုံမှာလိုက်နုကလေးများဘောင်ပင်ဖွဲ့နေ၏ကန်ဆက်တို့လာ၍ရိုက်သောရေလုံးကလေးများသည်ခြေဆင်းထိုင်နေသောမိချေပြားနှင့်ထမိန်စာကလေးကိုစိုးစွတ်စေသည်ကျွန်တော်ဒီဒါကိုစိုက်ကြည့်ရင်စိတ်အနှဲငယ်တီရာရလာ၏ဤသို့ကြာမြင့်စွာပင်စိတ်မကောင်းဖွယ်ရာငြိမ့်နေကြစဉ်မှာမိကအတော်တော့မွန်းမှာပဲဟုရေကိုကြည့်၍သူ့စိတ်ကိုနှင်းသူပြော၏ကျွန်တော်ကတီကြည်စွာကျိုးဆိုတော့လေပင်တဲအစ်တာပဲမိကတော့ဘာပြောတနက်ပဲကြိုက်တယ်မိလေတေးရရင်တနက်ပြစ်ခံရပြီးပဲတေးပါစေဆူတောင်းလာတယ်ပြုံးကနေလွယ်လွယ်ကလေးတေးသွားတာပေါ့ချောင်းလည်းမဆိုးတွေးလည်းမအန်ရဘူးမိတိတ်အသက်မပြင်းပါဘူးတနက်တစ်ချက်နဲ့တေးပါတယ်ကိုဆွေကတော့တိတ်ကျဉ်နဲ့နေပြီပေါ့လေတငယ်ချင်းအတွက်ကောင်းကောင်းလက်စားချီလိုက်ရပြီပဲကိုဆွေဟာလေးကိုတိတ်ချစ်တယ်နော်မိထဲဆယ်စားချစ်တယ်ဆယ်စမိတီမျက်ရည်ဝေလာကကျွန်တော်အားစိုက်ပြီးကြည့်ရှာ၏ကျွန်တော်ကမူတန်တိတ်ထန်ချပြီးတော့မျက်နှာဖြင့်ထားလိုက်၏မိကလည်းလိုက်ထား၏အပိုတွေမပြောပါစို့နဲ့မိအလုပ်ဟာအလုပ်နဲ့တူအောင်လုပ်ရမှာပဲမင်းဘလို့ဆက်ပြီးချော့မြူမြူငါမကြတော့ဘူးမိရဲ့ကိုဆွေခုမိကိုဘလို့မုံတခါတော့ကတော့ချစ်ခဲ့ဘူးပါတယ်မဟုတ်လားတူတူပြောစမ်းမိကိုပလိတ်လက်ထဲခုမအပ်ပါနဲ့ဌာနကိုတွားတိုင်နေမှာမိအိမ်ကစောင့်ပါမယ်မိကိုတနက်တလက်ရှာပေးပါကိုဆွေလိုချင်တာဒါပဲမဟုတ်လားမိလည်းမလွမ်းပါဘူးမိသားနဲ့မတည်ရလို့နေရရင်လဲနေရလား3လပေါ့မိအစုပ်ဟာတစ်ချက်မဲ့ကြံတော့တယ်ပြောတယ်အေးငါစဉ်းစားမယ်မိတီဒီတခါတော့ဟန်ဆောင်နေခြင်းကျွန်တော်ကိုလှိတ်နေခြင်းမဟုတ်တော့ဟုဆွမ်းအားရှိသမျှတွေးရပါသည်မိတီလောက်ပတ်ကိုင်းနိုင်လျင်ကိုင်းပါစေဒီလောက်မီတက်နိုင်လျင်အရှုံးပေးအညံ့ခံမှာတော့မီကျွန်တော်ဒီပလဲရင်တိုးလေးကိုမိလက်ထဲထည့်လိုက်၏မိကဒါကိုနားမလဲသေးပဲတွေးနေ၏ပြီးမှဝေခွဲမရသလိုပြီးတော့ဝမ်းသာသွားသလိုမျက်နှာကလေးကြီးလာ၏တခုခုပြောချင်ပြီးမပြောနိုင်နှကန်းကလေးများတုံးနေ၏ကျွန်တော်ဒီသူ့ရင်တို့ကလေးကိုယူကအင်းရရီကန်လေသို့လွင့်ပစ်လိုက်၏ပြီးတော့ချစ်သူမိကိုမထီရဲ့မကန်ရဲ့တနာယူရစွာပွေဖက်၍မီဟုတတလိုက်မိပါသည်မီဟာမီမဟုတ်ဘူးမီပဲငါ့ကိုရှို့နေတဲ့မီပဲမီလေးရဲ့မီလေဒီတွင်မှအကြီးအကျယ်ထိခိုက်သွားဟန်ဖြင့်ကလေးတယောက်ငိုသလိုလွတ်ကျွတ်ပင်စိုက်ကြီးတငင်ငိုလေ၏ညနေသည်လှပ၏နှင့်မလွမ်းသေးပေကျွန်တော်သည်တန့်စင်လန်းဆန်းသောစိတ်ဖြင့်မိအိမ်သို့ကုန်းချောင်းလျှောက်လာ၏မိသည်ဥတမောင်အိမ်မှမနေတော့ပေအတော်ကြီးတယောက်နှင့်အခန်းတစ်ခုကိုငှားပြီးနေ၏တိမ်တောက်နေသဖြင့်အတော်လင်းတော်လဲနေကြသည်နှင့်အမောင်သည်ဖြုတ်ကနေဝင်လာရာလမ်းကိုမြင်နိုင်အောင်စီကရက်ကိုခက်ကြမ်းဖွာရပါ၏လူတယောက်သည်မြန်ဆန်စွာရှေ့သို့ရောက်လာ၏ရှေ့တူယူကလာတာလားနောက်ကလိုက်လာတာလားတောင်မသိပေမိခဏညစ်ပါစေဟုပြော၏သူကရဲခနဲစီကရက်ညှိလိုက်ရာနှာခေါင်းတူမေယိုကြီးကြမ်းတမ်း၍အောက်တန်းစားမျက်နှာပြားကိုတွေ့ရပေသည်ထိုလူကိုအလိုလိုမကြည့်ချင်သည်ဖြစ်ကာစီကရက်ပြန်ရလင်ရာချင်းထွက်လာရာဘေးရကပ်ပြီးပါလာသဖြင့်စိတ်တူနှင့်ဟဲ့လူဒါကဘာသဘောလဲဟုဟောက်လိုက်မိ၏ခမည်းနောက်လိုက်လာတဲ့သဘောပေါ်ဟုဖြေရင်းအတန်မထွက်အောင်တိုးတိတ်စွာရှိုက်၍ရေရာကခမည်းမိကိုတိတ်ချစ်သလားဟုခက်တီမေး၏ခမည်းဘာပြောစရာရှိသလဲရွှေတမြောင်ဆိုတာကြုတ်ပဲရွှေတမြောင်သည်နမဲကြီးလူမိုက်တယောက်ဖြစ်၏သို့သောအလိမ္မာရှိသဖြင့်လူတဲ့သူတဲ့ဝင်းဆန့်၏အဆိုရနှင့်တဲ့၏ခေဟောင်းကအမျိုးစိုးသွမ်းရန်ကားခဲ့တော်လဲအေးစစ်ပင်နေ၏ကျွန်တော်သည်စီကရက်ကိုဒေါသတကြီးလွင့်ပြရာကရွှေတမြောင်ရဲ့မိရဲ့
တော်ဆွေရဲ့ဒီ၃ယောက်ဟာဘလို့သက်ဆိုင်နေတယ်ဆိုတာစဉ်းစားလို့မရဘူးဟုအန်ကျိတ်ပြီးပြောမိခမယူနေတယ်လို့မိပြောသွားတာမှန်တာပဲဟုသူ့ကိုယ်သူပြောကတိတ်ဆိတ်မတူပါနဲ့ကျွန်တော်ပြောချင်တာကခမရောကြုံရောမိဆက်အလဲကိုခန်းနေရတယ်လို့ဟုပြောသူစကားကိုဂယုမဆိုင်ဟန်ဆောင်လိုက်တော့လဲဆိုပါအောင်ဟုပွဲတောင်းလိုက်မိပြီးသားဖြစ်ရဥပချစ်ကိုနေ့လေကလွတ်လိုက်တယ်ခုပလိတ်တွေကျုံနောက်ကိုလိုက်နေတယ်တရခံကြုံမှန်းတည်သွားပြီကျုံမရှိတော့အိမ်မှာဝန်းရှာသွားတယ်ဥဒမပစ္စည်းတွေတွေ့သွားတယ်ဒါဟာမိလက်ချက်ပဲကျွန်တော်တီးပြီးသားထင်၍လားဂယုမဆိုင်၍လားမသိရွှေရမြောင်ကဤတို့သူ့ကိုယ်သူဖော်ကျွန်တော်ဒီမိစကားတွေကိုပြန်ကြားကဘာလို့၍လို့ရမှန်းကိုမသိအောင်အံ့ဩနေသို့တော့အခြေအနေမပြတ်စေပဲသူ့ကိုယ်သာစိုက်ကြည့်နေရဥဒမဘလောက်ချမ်းသာတယ်ဆိုတာခမသိသလားကျုပ်သိတယ်မိကိုဥဒမောင်ကတခါဆင်ပေးတယ်ကျုပ်ကဟဲ့မီတဲပွားနေပါလားလို့မေးတော့မိကရှင်ရောမပွားချင်ဘူးလားတဲ့ခမကိုအားနာပါရဲ့ဒါပေမဲ့မိဟာကျုပ်ရဲ့လူမသိတဲ့မယားဒါပေမဲ့ကျုပ်တယောက်တည်းရဲ့မယားတော့မဟုတ်ဘူးရွှေရမြောင်ကအကဲခတ်ကြည့်ကျွန်တော်ကမူမချီပြုံးတာပြုံးပြလိုက်မိတော့လေသည်မိကိုကျုပ်လိုလူထောင်ကြကအံ့ဩစရာမကောင်းဘူးလားကျုပ်မိကိုတိတ်တော့မယုံပါဘူးဒါပေမဲ့မိဟာသဘောတွေးစရာတော့အတော်ကောင်းတယ်မိကဥတမောင်စင်မှာအလုပ်လုပ်တော့ကျုပ်ကစူသေးတယ်ကျုပ်တို့ခဏအဆက်ပြတ်သွားသေးတယ်တနေ့တော့မိကကျုပ်ကိုပြောပြတယ်ဥတမောင်ကိုသူ့နှက်နေတဲ့အကြောင်းဥတမောင်ပစ္စည်းဘယ်မှာရှိတဲ့အကြောင်းကျုပ်အေးနေနေတာကိုလူတိုင်းသိတယ်ဒါပေမဲ့ဝါသနာဟာစွန့်နိုင်ခဲ့တာပဲမိနဲ့တွေ့တော့ကျုပ်စိတ်ပါလာတယ်ဒါနဲ့ကောင်းပြီဆိုပြီးကျုပ်တို့ကြံတယ်ဆိုပေမဲ့မိကကြံတာပါကျုပ်နောက်ကလိုက်တဲ့ငါအပေါ့ကျုပ်ဟာမိနဲ့ကြတော့ငါအဖြစ်သွားတာပဲမိဟာလာလုံးတယ်ပြီးတော့ရဲတယ်ရေရောတယ်ဒီတော့ကျုပ်ဟာအနိုင်ခံရတာပေါ့ယောက်ျားတစ်ယောက်ဟာမိန်းကလေးတစ်ယောက်ကိုပိုင်လိုက်ရရင်နိုင်လိုက်ပြီးထင်ကြတာပဲမိနဲ့ဆိုရင်တော့မိကိုပိုင်လိုက်ရင်မိအနိုင်နာခံမိတော့မိကပြောတယ်လွယ်လေးပါတဲ့ဒါနဲ့ကျုပ်ဟိုညမှာဥတမအိမ်ကိုသွားတာပေါ့မိကအသင့်ဆောင်နေတယ်ပြီးတော့ကျုပ်ကိုသူ့ခန်းနဲ့ဖွတ်ပြီးဥတမောင်ရှိရာအိမ်ရှိကိုသွားတယ်ကျုပ်စီတစ်ခါပြန်လာပြီးငနဲကြီးကိုဖြီးခဲ့ပြီးမိနဲ့သူ့အခန်းထဲသွားမယ်နောက်လိုက်ခဲ့ပြီးတော့အခန်းပြင်ကစောက်မိတကားဖွင့်ပေးမယ်တဲ့ပြောတယ်ကျုပ်ဥတမောင်အခန်းဝါကစောင့်နေမိနဲ့ဟိုလူကအခန်းထဲမှာပေါ့ကျုပ်လူဆိုးပေမဲ့မနာလိုတတ်တာပေါ့မရအတွက်တော့နာသေးတာပဲကျုပ်အတင်းဝင်မဲ့စုပ်ကူးတော့တကားပွင့်လာတယ်ဥတမောင်ကပြူးပြဲတဲ့နဲ့ဂရင်ပေါ်မှာမိကတနက်ကိုကင်ထားပြီးချိန်ထားတယ်ကျုပ်ဝင်သွားတော့မိကတနက်လန့်ပေးပြီးတော့တောင်းခိုင်းတယ်ဒီလိုနဲ့စိတ်နဲ့ဗရန်များချီရှိတဲ့ဘူးကိုကျုပ်တို့ရတယ်ဥတမောင်ဟာဗျာသူ့ကိုတတ်မဲ့ကြံတော့ကြောက်လုံးလို့တောင်းမှန်လိုက်တာကျုပ်တောင်ပြော့သွားတယ်မိကပြုံးပြတယ်သူ့ပါဇက်ဟာတေမပိတ်လို့ရမှာတဲ့ပြောလိုက်ချေသေးဟုတ်တာပဲဒီလိုတတ်သိချင်းလူသိချင်းလောက်ရတာဟာမကောင်းဘူးဒါနဲ့ကျုပ်ပြစ်တက်လိုက်တယ်မိကသူ့ကိုလက်အိတ်ဆွတ်တယ်တနက်တေချာတုပ်ပြီးသူ့လက်ထဲထည့်ရတယ်သူကဘယ်တန်မို့ဘယ်လက်ထက်ထဲဖို့မိကပြောသေးတယ်ကြည့်ရတာတော့သူ့ကိုယ်သူတက်သေးပုံနဲ့အတော့တူတာပဲမိကဟိုတယ်ပြန်သွားတယ်ကျုပ်လည်းအိမ်ပြန်တာပေါ့စိန်ဖူးကကျုပ်စီမှာမိကသူကြည့်ပြီးလုံးမယ်လို့ပြောတယ်ဥတမောင်သေးတာမြင်ပြီးပလိတ်ကသူတက်မှုမှန်းသိတော့မိကဘာမှမပေါ်အောင်ဖုံးဖိနိုင်တယ်ဥပချစ်ကိုပထမဖမ်းမှာပဲဥပချစ်ကိုလွတ်ရရင်လေမိကတမျိုးကြံမဲတဲ့မိအကြံကခမ ကိုဆွဲဖို့တယ်ဗျာခမ ကိုသူတက်ပါတယ်ပြောပြီးအစားသွင်းမဲတဲ့တော်ဆွေဆိုတဲ့လူကမိအတွက်ယူနေတာပါမိမျက်ရည်ကန်ထိုးလိုက်ရင်ကြမှာပါမိအတွက်သူစက်တိုင်တက်လိုက်မဲတဲ့ဒီတော့လောက်ရတာအဖြူသားဗျကျွန်တော်ဒီအကယ်၍များအမှုပေါ်သွားလိုက်ရင်ကျွန်တော်တတ်တာပါဟုဝင်ပြီးတစ်စက္ကန့်မီဟုစိတ်ကူးမိဘူးပေသည်ခုတော့ပလိတ်ကိုမိကတိုင်လိုက်ပြီးကောင်းသေးသလားဥတမောင်သေးပေမဲ့စိန်ဘူးပြောက်သွားမှဘယ်သူမှမသိဘူးဒီစိန်ဘူးဥတမောင်စီမရှိမှန်းသိတာမသိကြဘူးသူ့လူယုံကလားတောင်မသိဘူးမိသားသိတာပဲကျုပ်ခုစဉ်းစားနေတယ်ကျုပ်အပန်းခံပြီးမိကိုဖော်ရကောင်းမလားဒါမှမဟုတ်ကျုပ်လွတ်အောင်ပြေးရမလားလို့ကျုပ်စီစဉ်ထားတာရှိတယ်ရခိုင်ကိုပရမပြေးမယ်ရခိုင်ကျမအိန္ဒိယသွားမယ်လို့ဒါပေမဲ့ငွေမရှိဘူးမိဟာကျုပ်ကိုဖော်လိုက်ပြီးအေးတော့နေမှာမဟုတ်ဘူးသူ့အနေရလဲသူသိမှာပဲ
ကျုပ်ကိုမဖော်နိုင်ခင်တတ်ဖို့များစိတ်ကူးမလားမသိဘူးခုထုံးမောင်ဆိုတဲ့ကောင်နဲ့ပြရခတ်နေတဲ့ကြားတယ်ထုံးမောင်ဆိုတာကကျုပ်နဲ့ဘိုလ်လူပတ်ပဲကျုပ်ဟာအဖမ်းခံလိုက်ဖို့ကောင်းတယ်ထင်ပါရဲ့နော်မိကိုဖော်လိုက်မိလဲထောင်ကြကျုပ်လဲအိုးလူတက်မှုတန်းစက်တိုင်မတက်ရပါဘူးကျုပ်ကြံမယ်ထောင်ကြယုံကျွန်းကြယုံတဲ့မပိုးအောင်ကြံမယ်ကျုပ်မသေးရင်တော့မိနဲ့တွေ့အောင်မှာပေါ့မိကိုဖော်လိုက်မယ်ဒီနောက်ဆုံးစကားကိုရွှေတမြောင်ကကျွန်တော်အသေးသေးဝင်းသွားစေရန်ရည်တန်၍စောင့်ဆောင်ပြီးအော်လိုက်ပေသည်ရွှေတမြောင်သည်ဘာကြောင့်ကျွန်တော်ကိုဒီဟာတွေပြော့ပြန်နေရပါသနည်းသူသည်မိကိုဆွဲကာမိသစ္စာအဖောက်မှာယူနေသူမဟုတ်သူသည်ပလိတ်ထန်သွားခြင်းသွားအိန္ဒိယပြေးခြင်းပြေးဒီနှစ်ခုတည်းကတစ်ခုခုကိုအမြဲဆုံးလုပ်ဖို့သာမရှိပေဘူးလားရွှေတမြောင်ကကျွန်တော်အပြောကိုစောင့်၏ကျွန်တော်ကသူ့အပြောကိုစောင့်၏နောက်ဆုံးတွင်အရင်လိုနေသောလူတက်မှုတရခံကခမည်းမိကိုချစ်တလားဟုတွေးဆောင်သည့်အမှုအရာနှင့်ဖြင်းညင်းစွာမေးလေရာကျွန်တော်ဒီစီကရက်တလိတ်ကိုမင်းညင်ရင်သူ့ကိုမကြည့်ပဲခမည်းဘလောက်လိုချင်တယ်လဲဟုပမာမခန့်မေးလိုက်၏ရွှေတမြောင်လက်ပြမလုံးဖြစ်သွားပြီးဥတော်ဆွေးဟုစကားထစ်နေ၏ပြီးတော့ခမည်းဟာပါသားပဲမိပြောသလောက်မယူပါဘူးဟုချီးမွမ်းလိုက်သေးသည်ငွေ1000လိုချင်တယ်ဒါပေမဲ့ဈေးသက်တယ်မထင်ပါနဲ့ကျုပ်လွတ်အောင်ပြေးဖို့ကိုတိတ်ကယူမဆိုင်ပါဘူးမိကိုနှံ့ကျင်တယ်မိဟာခုအယိုးတွန်နေပြီသူ့ဘေးကိုသူတိတ်မမြင်ဘူးကျုပ်မှလူတွေအများကြီးရှိတယ်သူ့မှတယောက်တည်းမိဘမှာကျုပ်ရှိပါသေးတယ်ခုနေကျုပ်ခမက်လေပင်ကိုညှစ်သက်မိကိုတွတ်တက်ပြီးတော့ကျုပ်ပါသာကျုပ်ပြစ်သက်အဲ့ဒီလိုဆိုရင်ဘယ်နဲ့နေမလဲကျွန်တော်ကရွှေတမြောင်လိုလူစားနဲ့ပြန်၍လူမစကားပြောလိုက်ရာသူကရေမောလိုက်တော့လဲကြောက်ဟန်တော်ရှိသည်နှစ်ယောက်စလုံးစကားမပြောဘဲ10မိနစ်လောက်နေရာကျွန်တော်တို့လမ်းလျှောက်နေမှတိလာပါသည်ဘယ်ရောက်နေပြီလဲတော့မသိမြို့စုံမြို့ပြားနဲ့လဲတူသည်အိမ်ဘုတ်ကလေးတွေမိမိတ်တုံးနဲ့မှောင်လာပါကလားခုလိုလမ်းကြမ်းကြမ်းကလေးတွေကိုမောင်မောင်မဲမဲနဲ့လူဆိုးချပိုးပမာလျှောက်ခဲ့သည်မှာမင်းနှင်းတွေ့ကြတဲ့ကဖြစ်၏တို့ပေမိဥတမောင်တို့ဥပချစ်တို့လိုအထက်တန်းစားလူကုန်ထံတွေနဲ့လည်းတွေ့ရပါသေးသည်မိဤကျေစုအတော်ကြီးပေပြီအော်မဆိုင်တဲ့ခမကိုကြောက်တွန်းရတာတိတ်မကောင်းလာပါဘူးလို့ကျွန်တော်လည်းတွေးနေပါတယ်ဥတော်ဆွေတကယ်ပါဒါပေမဲ့ဒီတနေ့ပဲရှိတော့တယ်ပြီးတော့ခမကိုတတိပေးခြင်းနဲ့မိကိုရှောင်มาတော့မိဟာခမလိုလူနဲ့မတတ်ပါဘူးမိလူကောင်းနေနဲ့အတော်တွေ့သားပဲဒါပေမဲ့သူကဒုက္ခကြီးပေးလို့ကြောက်လန့်ပြီးပြေးကြရတယ်ခမကိုတောင်ခုလောက်ပေါင်းနေတာတိတ်အံ့ဩစရာကောင်းတယ်မိနဲ့ပတ်သက်မိသမျှလူဟာဘယ်တော့မှကြမခံဘူးတည်ရင်တည်ဒုက္ခရောက်ရင်ရောက်မိဟာလူစားတယ်ပြောရမှာပဲမိဟာလူစားနေတယ်မိဟာယောက်ျားတစ်ယောက်မြင်ရင်အနာကက်မြူလိုချင်တာပေးအဲ့ဒီလိုယူပြီးဆိုရင်စားလိုက်တာပဲဒီနေ့ကရင်မျိုးဝန်တောက်တယောက်ထောင်ကျသွားပါကောမင်းကြီးလို့ညှိမှန်းမသိမိအလိုကြအောင်လက်စားပြီးတော့မိကတစ်ဖက်လက်နဲ့ဖော်လိုက်တယ်တတိတယောက်ကဖြင့်ကျိုးဆွဲချပြီးတည်သွားတယ်လို့တောင်ကြားဘူးတာပဲမိကိုပစ္စည်းတွေခိုးပေးတဲ့နောက်တော့အိမ်ကမရကြီးနဲ့စကားများအဆက်ကွဲပြီးတည်တယ်ပြောတာပဲအိုးအများကြီးပါပဲပြောရင်ခမယုံချင်မယုံမယ်ဒါပေမဲ့မိဟာယောက်ျားတွေကိုဒုက္ခပေးရတဲ့အရာသာတော်တော်ပေါ်နေတယ်မိဟာပစ္စည်းမလို့တော့မဟုတ်ဘူးနဲ့တူပါရဲ့ဒါပေမဲ့သူ့ဖောနေနိုင်အောင်တော့တကယ်လူတွေနဲ့မှကြီးပဲပေါင်းနိုင်အောင်လဲရုပ်ကလည်းမက်စရာအင်္ဂလိပ်ပညာကလည်းတက်တယ်ဓာတ်ထက်အလိမ္မာကြီးတယ်ဘာကြောင့်သူဒီလိုလုပ်ရတယ်လဲဆိုတာကြုတ်ဆုံစမ်းဘူးတယ်ဘာမှမထင်ရှားပါဘူးဗျမိဟာစင်စစ်တော့တွေးစာနေတာပါပဲတခုတော့ရှိတယ်သူဟာငငယ်တုန်းကယောက်ျားတစ်ယောက်ရဲ့အလိမ်အညာအဖြက်အစည်းကိုခံရတယ်လို့ပြောဘူးတယ်ဒီအကြောင်းကိုသူလူတိုင်းကိုပြောတယ်ဒါပေမဲ့တယောက်ကိုတစ်မျိုးစီပြောတာပါဗျာဟုတ်တယ်မထင်ပါဘူးကျွန်တော်ဒီတစ်ချိန်လုံးရွှေတမြောင်ပြောနေသည်ကိုသာနားထောင်နေရမှခမရနောက်ကိုပလိတ်တွေလိုက်နေတယ်ဆိုတာမေ့သွားပြီလားခမရအခုချိန်တွေဖြုံးနေတာပဲဟုတတိပေးလိုက်ရာမမေ့ပါဘူးဟုရွှေတမြောင်ကပြောင်းလဲ၏ပြီးတော့ဘယ်နဲ့လဲကျွန်တော်တို့အယောင်အဝဲဟုမေးရာကျွန်တော်ကအေးဆက်ပင်စဉ်းစားအောင်မယ်ဟုပြောသည်တိတ်တော့မကြစင်နဲ့ဗျမနှက်ဖြန်အကြဆုံးပေါ့ကျုံညနေတိုင်းမိခုနေတဲ့အိမ်ဘက်ကိုလမ်းလျှောက်တယ်မနှက်ဖြန်ကျုံငွေရင်လဲယူခဲ့မယ်ပလက်ရင်လဲခေါ်ခဲ့မယ်ပေါ့ပလိတ်တော့မခေါ်ပါဘူးနောက်ပြောတာပေါ့ကျုပ်ကတော့အပြစ်မခံချင်သေးဘူးကျုပ်ကိုမိတောင်လွတ်အောင်ရုံးရအောင်ပါပဲခမရဟာမိပါလဲရှိတယ်ချမ်းသာသာလဲနေရတယ်
အရွယ်လဲကောင်းတယ်ဘာကြောင့်သိချင်ရတာတော့ကျွန်တော်ကမချစ်သွားဖျက်ရည်လိုက်ကျုပ်တကယ်ပြောတာမိလဲခယူးမဆိုင်ဘူးငွေ1000နဲ့မိကိုတန်းတူထားပြီးလိုချင်တယ်နှစ်ခုစလုံးယူမရလို့လားပေါ့ဒါပေမဲ့ပလိတ်နဲ့တော့ကျုပ်မတွေ့ချင်သေးပါဘူးဦးတော်ဆွေခမငွေ1000ပေးရပြီမဲ့မိကိုမရှောင်မချင်တော့အင်းမမဟုတ်ဘူးဆိုတာသိရလားမိဟာခမဒီလောက်သူ့အကြောင်းသိပြီဆိုရင်တက်ဖြစ်တောင်တက်လိုက်မယ်ဖြစ်ချင်ရဖြေးဟုကျွန်တော်ကအော်လိုက်ပြီးဒါပေမဲ့ဗျာကျုပ်ဟာမသေးချင်သေးပါဘူးမိကိုလည်းမသေးစေချင်ပါဘူးအားလုံးအေးအောင်များလှုပ်လို့ရရင်ကျုပ်မိကိုလက်ထပ်ပြီးလွတ်ရကျွတ်ရခေါ်သွားမယ်စိတ်ကူးတယ်ဟုလိုက်လဲစွာပြောလိုက်မိသည်ရွှေတမြောင်လည်းကျွန်တော်ကိုတနာသလိုစုပ်တက်ပြီးတက်ပြင်းချလေ၏ထို့နောက်ကျွန်တော်လက်ကိုဖြင်းညစ်ခါခမဟာလူကောင်းတစ်ယောက်ပဲကျုပ်လည်းလူကောင်းတစ်ယောက်ဖြစ်ဖူးပါတယ်ဟုတရားဝါကြအနေငယ်မားတော့လဲပိသားတွက်လက်တော့အင်္ဂလိပ်စကားကိုပြောပြီးကြွားသေးသည်ရွှေတမြောင်သည်ဖြုတ်ခနဲ့လင်းမြန်စွာပျောက်သွား၏ဘဲလစ်သွားမှန်းပင်မသိပေကျွန်တော်နာတူလာသလိုပင်လင်းမြန်ဖြစ်လက်စွာကျွန်တော်နာကပျောက်သွား၏ကျွန်တော်သည်လမ်းမ၍နေသေး၏ဒီရက်ကွက်ကိုတခါမှလည်းမရောက်ဘူးပေဒီကဘာပေါ်မှာရှိလိမ့်မည်ဟုပင်မထင်လမ်းကွက်လမ်းကောက်များသည်မိလိုပင်ပလီပလာနိုင်၏မူရမာယာကျွဲ၏ကိုဘဲရောက်နေမှမသိပေနောက်ဆုံးတွင်ပေတရာလမ်းပေါ်ရောက်လာ၏မြို့ရဲကိုဟုအော်တော့ကားတစ်စီးကိုတက်စီလာ၏မြို့ရဲရောက်မှမိအိမ်ကိုတဆင်သွားရ၏မိကမွတ်ချုပ်လာကြည်လား10နာရီခွဲပြီဟုသောစကားဖြင့်ကြိုသည်မိသည်မိရောက်မေမှပင်လှနေပြန်၏လှနိုင်လုံးသည်ပါလွာပြောရသောအဝတ်အစားကိုဝတ်ထားသည်အခန်းမှာမိအလားနှင့်ပဲအယောင်ဖြော့တစ်မျိုးလင်းနေတယ်လို့ကျွန်တော်ကမိရန်ထွက်တော့မလို့မျိုးလုံးပြူကသူ့ကိုကြည့်၏မိကမှုံမန်းအေးဆက်စွာသာပြန်ကြည့်လေရာသူ့ပခုံးကိုဖိနှိပ်ဖြစ်ညစ်ပြီးစောင့်ဆွဲကဝရဏာသို့ထွက်လာ၏မိကရုန်းကန်တော့မလို့တုံ့လိန်ကပါလာ၏မိကိုကျင်းကလထိုင်မော်တွန်းလဲပစ်ခါကလထိုင်လက်ရန်ပေါ်ကျွန်တော်တက်ထိုင်ပြီးရွှေတမြောင်နဲ့ငါစကားပြောလာတယ်ဟုမောပန်းလေးလန်စွာပြောပြလိုက်၏ရွှေတမြောင်အကြည့်စင်းကြီးနဲ့မိဤအော်တန်းအေးရွှေတမြောင်မင်းရဲ့လင်တယောက်ကျွန်တော်ကကြမ်းတမ်းစွာဒီလိုပြောလိုက်ပြီးမင်းအကြောင်းငါအကုန်သိပြီရွှေတမြောင်ဟာမင်းသစ္စာမရှိတာနဲ့ငါလူဖြစ်သွားပြီမင်းလူမဟုတ်တော့ဘူးဟုကိုဟာကိုပြန်ကြောက်မိသေးသည့်အတန်နဲ့ကြီးဖြင့်ပြောလိုက်၏မိသည်ခုံ၍ထကကျွန်တော်ရှေ့တွင်ရက်ပြီးအယွမျက်လုံးဖြင့်ကြောင်တောင်ငေးကြည့်၏ကြည့်လိုက်စမ်းပြီးတော့အကြံတစ်ခုထုတ်အေးငိုလိုက်ခုလိုငိုလိုက်မိကငိုတော့မလို့ကျွန်တော်ဤပေါင်းမော်ခွေကြလာသည်ကိုကျွန်တော်ကဥအောင်ပြောပြီးရဲပြစ်၏ကိုဆွေဟုမိသည်ရှိုက်ကမိဘကြောင့်မသေးသေးပါလဲမိဘကြောင့်အသက်ဒီလောက်ပြင်းရပါလဲဟုအထက်ထက်မြည်တမ်းနေလေသည်မိဤရောပြင်းနေသည့်ဆန်ရွယ်ကွကောက်မှအချို့အဝတ်သည်မိမျက်နာကိုအုပ်ခါမျက်ရည်များနှင့်ပါးပြင်မှကပ်နေ၏ဒီစပင်ညိုဖြော့မွေးပြန်ကိုဘေးသူဖဲကသူ့မျက်နာကိုလက်နှစ်ဖက်နှင့်ညက်ပြီးမော့စေပြီးမင်းဟာဘာကြောင့်ဒီလောက်ယုံမာရတာလဲဟုသွားစေကပြောမိသည်ကျွန်တော်အာမကြည့်ရဲ့ပဲမျက်တောင်များစင်းကမျက်စီလွှဲ၍နေ၏ကျွန်တော်ကမိဤခါနွယ်လေးကိုလက်နှစ်ဖက်ပြောင်း၍ဖြင်းညင်းဆုပ်ကိုင်ကအတင်းမှပြီးရက်စေရာမိကနာကျင်တုံလိန်ကကျွန်တော်၏ပခုံးကိုလက်တင်ကမေ့ပြီးရဲ့၏ငါမင်းကိုဟောဒီလိုညစ်သက်ပစ်ချင်တယ်ဟုသူခါမြင်မြင်ကလေးကိုတအားဖြစ်လိုက်ရာမိသည်မအော်ပဲအောက်ခံပြီးမူးမိုက်သွား၏လှုပ်လိုက်လျင်ဒူးထောက်လျက်ကြကကျွန်တော်ပါမော်ကိုသူလက်ပိုက်လျက်ခေါင်းကလေးကိုတင်သည်ငါဟာတိတ်ချစ်တယ်မိချစ်သူကိုမရှိခင်ကလေးကကြိုးပြီးချစ်နေတယ်မင်းကိုလည်းမမြင်ဘူးခင်ကလေးကဆွဲပြီးရှာခဲ့တယ်ငါစိတ်ကူးတွေကတော့ပျော့စရာပဲငါနဲ့ငါချစ်သူဟာတယောက်နဲ့တယောက်အချစ်မဲ့ယုံကြည်မယ်လိန်နာတွေဟန်ဆောင်နာတွေမကောင်းကြံနာတွေတို့ကြားထဲမှာမရှိရဘူးတယောက်နဲ့တယောက်အမြဲခွန်းလွတ်မယ်နားလည်မယ်ခုတော့ကြည်စမ်းတို့နှစ်ယောက်ဟာတရိษံတွေလိုပဲအချင်းချင်းစိတ်ကောင်းထားလို့မရဘူးအလစ်ကြည့်နေရတယ်တတ်ဖို့ကြမ်းနေတယ်မင်းကိုအញ្ញံဆုံးဘဝမှာငါတွေ့တယ်ဒါပေမဲ့စိတ်ပြက်သလားမပြက်ဘူးမင်းရဲ့ဖြစ်ချင်ရဖြစ်နေတဲ့ယောဂါကိုငါအချစ်စေးနဲ့ကုမယ်လို့တွက်ထားတယ်မင်းကတော့ငါ့ကိုမကောင်းကြံနဲ့မင်းအပေါ်ငါစေတနာဘလောက်ထားသလဲဒီစေတနာအတွက်ငါပါရတယ်လေဥတမောင်တို့ကိုလေးတို့တည်သွားတာဟာအမှန်တော့ကံကောင်းလို့ပဲသူတို့ဟာတခါပဲမကောင်းကြံတာခံရပြီးတခါပဲတည်တယ်ငါကတော့အချင်းချင်းမကောင်းကြံခံရတယ်ခုငါဘဝဟာတည်ပြီးမင်းကြောင့်
မိသည်အသက်ရှူမသွားသလိုချောင်းတဟိုးဟိုဆိုးလာ၏ခေါင်းကိုမထူနိုင်ပဲပေါင်ပေါ်မှလှိမ့်နေသည်ကျွန်တော်ကဒါကိုကျင်းတဲ့လိုဖြစ်ကရက်ဆက်စွာပြုံးရင်မင်းဟာကျင်းစားတွေထိနေတာပဲကျင်းစားတွေထိပြီးတွေ့ကြည့်ပဲအပ်နေတာပဲဟုမိမစကားပြောလိုက်မိထို့နောက်မိကောင်းကိုပါနဲ့အပ်ရင်ကိုဆွေသေးခြင်းမိကိုဆွေဘာတွေများပြောမိပါလဲမိကိုဘလောက်မုံဒီလိုပြောမှုပြန်တော့လဲအသက်ကွဲရပါလားဟုရှငင်လိုက်မိကျွန်တော်မိကိုပလက်ကလက်ထိုင်မော်တင်လိုက်တော့ပျော့ခွေအဆက်၍နေသည်ကိုသိရကျွန်တော်လည်းအတန်ကြာဆိုင်ကြည့်နေပြီးမျက်လုံးမပွင့်သည်ကိုတွေ့၍သူ့အဖေမိမကြီးအားလှမ်းခေါ်ပေးကထွက်လာကျွန်တော်သည်မိထံကထွက်ပြေးခဲ့ဆိုလိုသည်မှာရန်ကုန်ကထွက်ပြေးခဲ့ငကိုကရန်ကုန်မြေကိုမချစ်ရသည့်အထဲမှာယခုလိုဖြစ်ရပြန်တော့တတော်ဝင်တောင်တက်နှင့်အားလုံးကိုဖျောက်ပြေးရသည်သို့တော်ယခုထိမမှတ်သေးသည့်ကျွန်တော်သည်မိများပါလာလျင်ဘလောက်ကောင်းမလဲဟုတွေးသေးသည်ဒီလိုခဏပင်တွေးသည်ဖြစ်ရာရန်ကုန်ကိုတနလုံးမဖြစ်နိုင်ကြောင်းသိရထို့ကြောင့်တလမြမကြခင်ပြန်လာခဲ့ပြန်သို့တော်မိထံသို့မသွားတော့ချေအိမ်ပြင်ပင်မထွက်တော့ချေမိသတင်းများကိုတော့ကြားရမိသည်စေယုံမှမစင်းရသေးချေအိတ်လည်းမအိတ်စားလည်းမစားဆေးလည်းမခံမဲစိကရက်ကြီးသာတောက်နေသည်တဲ့ဆရာဝန်ကိုလည်းနှင်းလို့သည်တဲ့ထို့ကြောင့်သူထင်တယ်လို့နေနိုင်ရန်အိမ်ပြန်ခေါ်လာရသည်ကျွန်တော်ကမူမိကိုတနာသည်တဲ့ကိုပူတနာကဖျားချင်နေအားလုံးကိုပြီးလိုက်စေခြင်းတော့လည်းမပြီးသေးချေအမှုသည်လည်းစစ်နေစေရွှေရမြောင်ကိုဖမ်းမိပြီတို့ပြီးမိကံကောင်းလို့ပဲဆိုပါရွှေရမြောင်ကမိအကြောင်းကိုမဖော်ပေမိသူ့ယောဂနဲ့တေလူလူဖြစ်နေသည်သိ၍ဖြစ်ခြင်းဖြစ်မိဒါမှမဟုတ်ကျွန်တော်ဒီအစိတ်ပင်ရေလောင်းဆူဘာပဲဆူမနေနာသည့်အားလျော်စွာမိအတွက်တေချအောင်ရွှေရမြောင်ကိုငွေတောင်သွား၍ပေးလိုက်ဒီငွေကြောင့်ရွှေရမြောင်လွတ်ခြင်းလဲလွတ်ပါစေကျွန်တော်တို့မိဘမျိုးရိုးမှာဂတ်နဲ့ယုံနဲ့ကင်းရှင်းစွာနေသည့်ဂုံတယ်မျိုးရိုးဖြစ်ဂုံစစ်ဂုံမှန်ကိုသားမြတ်တို့ကအေးချမ်းသာယာစွာနေမိမဖြစ်ယောက်ျားဖြစ်ကိုရိုးသေးသည့်အကျင့်ကိုလိုက်နာကုန်ယူကျွန်တော်ကြမှာမိနှင်းတွေကယခုလိုရှုပ်ရှက်ဖြစ်ရပေရာမိဘများသည်ကျွန်တော်တောင်းငွေကိုအတိတ်ပဲနားလည်စွာပေးလိုက်မိဒီတခါတော့သွားရှာတော့မယ်ထင်တယ်ဟုသူ့အဖေမိမကြီးကလာပြောညကြရင်စောင့်မချုံဘူးနှင်းနဲ့ထွက်ထိုင်တယ်ခိုက်တုံးနေတာပဲမနဲ့ကြတော့လူမမသိတော့ဘူးနည်းနည်းလဲတွတ်ဖြစ်နေတယ်ထင်တယ်ရဲနေတယ်စေပလင်းတွေဆိုခွက်ပစ်တာပဲဆရာဝန်ကပြောတယ်စေးတာခုလိုအထိုးမခံမဲ့နေရင်တစ်ပတ်နှစ်ပတ်ထက်ပိုးမခံဘူးတဲ့ကျွန်တော်ကခုကျွန်တော်သွားရင်သူ့အတွက်လည်းမကောင်းဘူးဒါပေမဲ့ကိုမငင်းပါနဲ့လို့ကျွန်တော်မှာလိုက်တယ်လို့ပြောပါနေကောက်အောင်နေပါလို့ဟုပြောလိုက်မိသည်ကျွန်တော်အမာကိုရသည့်အခါကစ၍ဆေးထိုးဆရာရှိထိုးတောက်ဆရာရှိတောက်ကကျမ်းမာအောင်နေသည်ဟုကြားရကျွန်တော်မှာဝမ်းသာရမလို့ဝမ်းနေရမလို့ရင်တလက်ဖြစ်ခါမီဟုတာမိပါသည်မိအနှဲငယ်ထူထောင်ရှိလာသည်ကြားတော့ကျွန်တော်ကစတစောင်းထည့်လိုက်မိစီကလည်းတစောင်းပြန်လာသူနေထိုင်ကောင်းပါပြီဆိုသည်ကလည်း၍ဘာမှမပါချေမိစာများကိုနောက်ထပ်မျောနေမိတစောင်းမှမလာချေကျွန်တော်ကလည်းထက်မကြီး၍ကျွန်တော်တို့နှစ်ယောက်သည်တမျိုးတည်းသာနေကဝေးကွာခဲ့ကြသည်မိကိုအရေးအယောင်တောင်မမြင်ရသည်မှာ3လရှိသွားသို့ပေမိနှစ်ပေါင်းများစွာလိုထင်မိသည်မိကိုတွေးအိမ်မက်တကူတဲ့ရောင်ရမ်းဥချလေကနေမိနစ်ကွဲနေသည့်အချိန်ရှိသမျှမှာကိုလူစမမီတော့ဟုထင်းနေသည်ဝေးအဝေးကြီးကိုဝေးခဲ့ပြီးထင်ပါသည်မိနစ်နီးစပ်ဖို့လန်တခုတလီကလေးတောင်မရှိတော့ဟုထင်ခုထားပြီးသွားလိုက်လျင်မိစီရောက်မည်ကိုသိပါသည်သို့တော့ဒါကိုလုံးမတွေးပဲတငေးတမောထိုင်သည်ကညည်းမိသည်မိနဲ့ဖြင့်ဘဝချခဲ့ပါပြီ3လတဲ့3လဆိုတာကြားတဲ့အချိန်မှမဟုတ်ပဲတနေ့နဲ့ဆိုသည့်အချိန်တောင်ခဏလေးနဲ့တပတ်လဲလာသည်မဟုတ်ပါလားပရောက်ပန်းတွေတကြံရီတွေကိုမနေ့တနေ့ကလိုမြင်လိုက်ရပြီးခုပြန်ပြီးမြင်ရတတ်သည်ခုတော့3လတဲ့3လကိုနှစ်တွေရှိခဲ့ပြီးထင်ကျွန်တော်ဒီနာရာရှိလူမပမာတနေ့ကိုအရှိကြီးထင်မြင်နေပါတကားကျွန်တော်ဤမှန်ကန်သောအမြင်များသည်တကယ်ပင်ပြတ်ကုန်ပြီ
မိသည်အသက်မွေးဖွားလာသည်ယောက်ျားကိုအဝယ်စားလက်တလို့အလဲလဲတွဲကစီကရက်တစ်ချိုက်ဘရန်ဒီတစ်ချိုက်နဲ့မတုံမလောက်ပြုံးသည်မိကိုဘားမှာကစားဝိုင်းမှာဟိုတယ်မှာမတွေ့ရတော့သည်ကိုကျွန်တော်သိ၏လူတွေကမိသည်သူဤတိတ်တိတ်ပွန်ယောက်ျားဥတမောင်သည်ဆုံးသဖြင့်နောင်နာရပြီးပြောင်းလဲသွားပြီဟုပြောကြသည်တော်လောက်ပါပြီဟုထင်သည့်တစ်နေ့မှာမိထံကိုကျွန်တော်သွား၏ထိုအခါမှာကျွန်တော်တွင်မိကိုယွန်စိတ်မုန်းစိတ်ကြောက်စိတ်တွေပျောက်ပြီးတနာစိတ်ချစ်စိတ်သာတသက်ရှိတော့၏မိသည်ကျွန်တော်လာသည်ကိုမြင်လျင်တွေးကျသွား၏ဟိုဟာလို့ရမလို့ဒီဟာလို့ရမလို့ရောင်ကန်ကန်ဖြစ်သွား၏ပြီးတော့ဘာအမူအရာမှမရှိတော့လဟာဖြင့်လို့မျက်နှာထားဖြင့်ငေးပြီးကြည့်မိသည်ဖွေးနေလေသည်တော်တော်လေးကျသွား၏နကိုကညိုပြောပြောစပင်သည်ခက်လက်လက်နေကအလင်းရောင်အရိုက်မှဖြူးနေ၏မျက်နာမှာပါးသွယ်လေးများကျပြီးစပယ်ပမာဖြူးနေရအသွေးအရာဟု၍ပန်းနုနှခမ်းလေးသာကျွန်တော်၏မျက်လုံးမှာပြာမိုင်းကဘာကိုမှမမှုသည့်မခံချစ်မခံသာဖြစ်เสียအကြည့်လဲမရှိတော့ပြီမိမှာလူစားကျင်သည့်သွေးမရှိတော့သဖြင့်တိမ်မွေ့နေ၏အပြစ်ကင်းနေ၏အရင်တုန်းကမိအလားသည်ဖြော့တော်သောအလားဆိုလျင်ယခုမိအလားသည်ဖြူလေသောအလားဖြော့တော်သောအလားသည်မူရမာယာများ၏ဖြူလေသောအလားကတန်ရှင်းနုညံ့သည်မိ၏အတိတ်ပဲကင်းမဲ့သောမျက်နာကိုမြင်၍ကျွန်တော်အားငယ်သွားကမိကိုဆွေလာတာမကြိုက်ဘူးလားယင်ဟုမေး၏မိပျော်လဲပျော်သွားတယ်ဝမ်းလဲနေသွားတယ်တမျိုးပဲမတွေ့ရတာကြားလို့ထင်တယ်ခုနကိုဆွေစီမိပြေးလာမလို့ပဲဒါပေမဲ့ကျွန်တော်ကစောင့်နေရဒါပေမဲ့မိဟန်ဆောင်နေထင်အောင်မလားလို့ဟုဝမ်းနေစွာဖြေကျွန်တော်မှတနာစိတ်နဲ့ပဲအည်ပြောရမလို့ဖြစ်ခါမိရဲ့ဟုသာရွတ်နေမိသည်ကျွန်တော်တလွဲထင်မှကိုကြောက်နေခါစကားလည်းတိတ်မပြောပြုမှုသည့်အမှုအရာကိုလည်းတဝက်တစ်ပြက်နဲ့ထင်းချုပ်ခါစိမ့်တိမ်တိမ်ဖြစ်နေ၏မိကိုဆွေပြန်လာတာအံ့ဩနေတာမအံ့ဩပါဘူးကိုစီတနေ့ပြန်လာမှာပဲဆိုတာသိတယ်မဟုတ်လားမိသိပါတယ်မိစောင့်နေတာပဲဒီနေရာမှာစကားရက်သွားပြန်၏မိဘာဖြစ်လို့ငိမ့်နေတာလဲဘာပြောရမှာလဲမိနဲ့ကိုဆွေလက်ထပ်ပြီးရှောက်လည်းမဲ့เจ้าနေပေါ့မိရဲ့ကျွန်တော်လည်းစိတ်မကောင်းတလို့လို့ဖြစ်ခါနောက်ထပ်စကားပြောရအောင်မကြိုးစားတော့ချေသို့တော်မိသည်တဖြည်းဖြည်းနဲ့မျက်နှာအသွေးရောင်ကလေးရလာကစပြီးစကားပြော၏မိတို့မိပြစရာကောင်းတာတွေမှန်သမျှမိပြလိုက်ရအောင်နော်ကိုဆွေဘာမှစိတ်မကောင်းမဖြစ်နဲ့တော့ကျွန်တော်ကနှစ်သိမ့်ချိုအေးစွာဒါဟာကိုဆွေကတောင်းပန်ရမယ့်စကားပါမိရဲ့မိနဲ့ကျွန်တော်လက်ထက်လိုက်ခါမြဝကျုံမော်လဲကင်းများတို့အလဲသွားကြပါသည်ကျွန်တော်တို့သည်လူကိုအဆောင်ကြီးရှောင်လျက်ရှိတောသူတောင်သားများကိုပင်ရှောင်၏လောက၏တကယ်အဖြစ်ကိုလှစ်မကြည့်ဝင်ပဲတစ်ပင်ပန်းမှန်ကောင်းကင်တိမ်အုပ်အော်ဂျိုးစသည့်အပေါ်ရဟန်ပြလောကကြီးအလားကိုသာစိတ်ဝင်စား၏သို့သောတွေးကြရသောအဖြစ်များသည်အနက်ရွလိုပင်တခါတရံအခွင့်ကြုံလျင်ရာရန်ပြီးပြန်ထားသေးသည်တညမှာကျွန်တော်တို့သည်ဘိုးရဲရှိမြခင်းပေါ်အတူရက်လျက်ရှိလာမိုက်တော်လဲကျဲများဆုံးလာ၍လင်း၏ကျဲများသည်ကောင်းကင်မှပြစ်ခဲနေကတရှိတတဝါများလိုလှုပ်ရွနေသည်